ရင်ပိုင်းမှာတော့ရင်ဟာအနာဖီလက်ဂျစ်ဆိုတဲ့ယောဂနဲ့မူးမေ့သွားပါတယ်အများအားဖြင့်မတက်ဆိုင်တဲ့အန်ဒီရများတဲ့အရာတွေဒါမှမဟုတ်အစိတ်တောက်တွေကခန္ဓာကိုယ်ထဲဝင်လာတဲ့အခါကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကအန်ဒီရကိုရှင်းထုတ်ဖို့အတွက်ရုတ်တရက်တိုက်ခိုက်မှုစတင်လိုက်တယ်ပြီးတော့အဲ့ဒါကိုကိုယ်ခံအားတုံ့ပြန်မှုကိုရောင်ရမ်းခြင်းအဖြစ်အတိများကြတယ်ပြီးတော့ခန္ဓာကိုယ်ကနေသွေးကြောလေးတွေကိုပြန့်ကားစေရဲ့ histamine ဆိုတဲ့ဓာတ်တစ်မျိုးထုတ်လွှတ်လိုက်တယ် histamine ဆိုတာကိုယ်နဲ့ဓာတ်မတည့်တဲ့အရာတွေကိုထိတွေ့လိုက်တဲ့အခါမှာကာကွယ်တိုက်ခိုက်ပေးရဲ့ခန္ဓာကိုယ်အတွင်းထဲကဓာတ်ပေါင်းတစ်မျိုးဖြစ်တယ်သွေးဖြူဦးဆဲနဲ့ပဏိစီဝါဆဲတွေကိုဝင်လာစေပြီးကျူးကျော်လာတဲ့ဆဲတွေကိုလျော့နေသွားစေတယ်ပြီးတော့ခန္ဓာကိုယ်ကအန်ဒီရကိုအလွန်အကျွံတုံ့ပြန်လာတဲ့အခါမှာပြဿနာဖြစ်လာတယ်ကိုယ်ခံအားစနစ်အလွန်အကျွံတုံ့ပြန်မှုကြောင့် histamine ကအလွန်မင်းထုတ်လို့ပြီးချွတ်ယွင်းလာတဲ့အခါဒီမှာသွေးကြောတွေကခန္ဓာကိုယ်တစ်ခုလုံးကိုအလင်းမြန်ပြန့်ကားလာပြီးသွေးဖိအားကိုအန်ဒီရဖြစ်လာစေတယ်အဲဒါကြောင့်သွေးကြောတွေကျလာပြီးအသက်ရှူရခက်ခဲခြင်းနဲ့အပြင်းထန်ရရန်ခြင်းဆိုတဲ့လက္ခဏာတွေဖြစ်ပေါ်လာတယ်အခုရှင်းပြလိုက်တဲ့အကြောင်းရင်းတွေကရေရင်ခံစားနေရတဲ့ယောဂလက္ခဏာတွေဖြစ်တယ်ဇက်လန်းကိုပြန်ဆက်ရမယ်ဆိုရင်တော့ MC ကရေရင်ကိုပွေ့ခေါ်ပြီးအကြီးကဲတွေစီကိုတွားနေပါတယ် MC ကလည်းတောင့်ခံထားအောင်ရေရင်နောက်ထပ်နည်းနည်းလေးပဲတောင့်ခံထားပြီးအဲ့ချိန် MC ကအကြီးကဲတွေစီကိုရောက်သွားပြီးMC ကရောက်ကတိကြီးတကယ်မလေးဖုံကဒတိမိလေသွားပြီအဲ့ဒီအချိန်မှာချောစမ်းနဲ့ဖုံကိုင်းကောင်းဆောင်တို့ကထွက်လာခဲ့ပြီးဖုံကိုင်းကောင်းဆောင်ကဘာထပ်ပြီးတော့လားဘာဖြစ်သွားခဲ့တာလဲဆိုရုံ MC ကလည်းသူမအသက်ရှူရအခက်အခဲရှိနေတဲ့ပုံပဲဖုံကိုင်းကောင်းဆောင်ကသူမစိတ်တည်ငြိမ်သွားဖို့ငါ့ရဲ့အတွင်းအားတွေကိုထည့်ပေးလိုက်မယ် MC ကလည်းဟူတော်ရရပေါ့ဆိုပြီးတက်ပြင်းချလိုက်ပါတယ်ကဲအခုရေရင်ရဲ့ယောဂအကြောင်းပြောပြရမယ်ဆိုရင်တော့ anaphylaxis အတွက်အရေးပေါ်ကုသနည်းရတော့အသက်ရှူဖို့အတွက်လေလံချောင်းကိုတေချာဖောက်ပြီးသွေးဖိအားကိုတည်ငြိမ်စေခြင်းပဲဖြစ်တယ်အခုလက်ရှိဆေးပညာမှာတော့ epinephrine, steroid နဲ့ antihistamine ဆိုတဲ့ဆေးတွေကိုအသုံးပြုရုံနဲ့တက်တာတွေဆိုပေမဲ့လည်းယောဂအခြေအနေပြင်းထန်ရင်တော့ကောင်းကောင်းအသက်ရှူနိုင်မှုအတွက်ပိုက်တွင်းခြင်းရလိုအပ်တယ်ဇက်လန်းကိုပြန်ဆက်ရမယ်ဆိုရင်တော့ချောဆန်းကရေရင်တစ်ခေါက်တုန်းကဖြစ်တုန်းကလက္ခဏာတွေနဲ့အတူတူပဲကွာမင်းကရေရင်နဲ့အတူရှိနေရပဲဘယ်ဟာသူ့ကိုအစားပြုလိုက်လေဆိုတာသိလား MC ကလည်းဟုတ်ပါတယ်ဦးလေးတို့ကျွန်တော်ရှင်းရှင်းလင်းလင်းမြင်လိုက်ပါတယ်တခင်မလေးရင်ကပြားကြိုက်ခံရပြီးမိလေသွားတာပါချောဆန်းကပြားဟုတ်လားအင်းဒါကရှားပေမဲ့လူတယောက်ကပြားကြိုက်ခံရပြီးတတိမိသွားဖြစ်စင်နေလေရှိပါတယ်ဒါပေမဲ့သူမတစ်ချိန်လုံးတတိမိနေရတဲ့အကြောင်းရင်းကိုဒါနဲ့မဖြစ်ရှင်းနိုင်ဘူးလေဖုံကိုင်းကောင်းဆောင်ကလည်းဟုတ်တယ်ပြားကြိုက်ခံရတာကအကြောင်းရင်းမှန်ဆိုရင်သူမဒီထိရောက်လာမှာမဟုတ်ဘူးဒါဆိုငါတို့အကြောင်းရင်းမှန်ကိုမသိသေးဘူးလို့ဆိုလိုတာမဟုတ်ဘူးလားချောဆန်းငါတို့တိကျရှင်းလင်းတဲ့ဆက်သွယ်ချက်ကိုရှာမတွေ့နိုင်သေးတော့အဲ့ဒီအချိန်မှာပဲ MC ကရောက်ကတိကြီးအမှန်တကယ်တော့ကျွန်တော်အကြောင်းရင်းမှန်ကိုရှာတွေ့ပြီးတော့ပါပြီချောဆန်းကလည်းအံ့ဩပါပြီဘာမင်းတကယ်ပြောနေရလား MC ကတခင်မလေးဖုံပြားတုတ်ခံလိုက်ရတာကတကယ်အကြောင်းရင်းအစစ်မှန်ကိုရှာတွေ့ဖို့ကူညီရည်လိုပါပဲဖုံကိုင်းကောင်းဆောင်ကအခုရောဘာကိုဆိုလိုတာလဲဆိုတာနည်းနည်းတော့ရှင်းပြပါအောင်အဲ့ဒီအချိန်မှာပဲ MC ကကျွန်တော်တို့တခင်မလေးဖုံကြီးရဲ့အဝတ်အစားတွေကိုချွတ်ပြဖို့လိုတယ် MC ရဲ့အဲ့ဒီစကားကြောင့်ဖုံကိုင်းကောင်းဆောင်ရဲ့တိရခံလိုက်ရပါတယ်နောက်တစ်နေ့မှာတော့ဟွာရင်ကဒါကဆိုယုံပြောတဲ့အတိုင်းပဲသူမကိုဘောကအဖူးအပိတ်တွေကအစားတော့မြင်နိုင်မှုခက်တယ်ဒါပေမဲ့အောက်မှာအမာရုပ်ဟောင်းနေရှိနေတယ်အခုတော့အတိတ်တစ်ခုကပေါ်လာပြန်ပြီဖုံကိုင်းကောင်းဆောင်ကလည်းအိုးဆိုယုံပြောတာမှန်တာပဲဟာအဲ့ဒီအချိန်မှာဟွာရင်ရဲ့အမေကအခန်းထဲနေထွက်လာပြီးအားလုံးကျေးဇူးပြုပြီးတိတ်တိတ်လေးနေပေးကြပါသူမကတတိတုံပြန်မရသေးဘူးဖုံကိုင်းကောင်းဆောင်ကမင်းပြောတဲ့အတိုင်းပဲအဖူးအပိတ်တွေအပြင်အမာရွတ်တွေပါထက်ရှိနေတယ်ဒါဆိုဘာဖြစ်လို့ငါတမီးကတစ်ချိန်လုံးတတိလေးနေရတာလဲ MC ကဘာဖြစ်လို့လဲဆိုတော့ပြားအစိမ့်မိလို့လေဖုံကိုင်းကောင်းဆောင်ကလည်းဟမ်အဲ့ဒါအကြောင်းရင်းအမှန်မဟုတ်ဘူးလို့ခေါင်းဆောင်ထံပြောခဲ့တယ်မဟုတ်ဘူးလားအဲ့အပြင်ကမှပြားတုတ်ခံရမှန်းကိုလေငါတို့ဒီမထားမိဘူးဆိုတာလည်းမဖြစ်နိုင်ဘူးလေပြီးတော့ငါတို့ရဲ့အိမ်တော်ဝင်းထဲမှာပန်းမရှိဘူးကြောက်ပြားနဲ့ခင်းထားတာပြားတွေပေါ်စရာအကြောင်းလည်းမရှိဘူးအဲ့အကြောင်းဒါကပြားအစိတ်ပါလို့မင်းကဘာတိတ်ချစေရလဲ MC ကခမ ्या ပြောရမှန်းတယ်ပြားအစိတ်စုတစ်ခုကတတိပြုမိနိုင်တယ်ပြီးတော့ MC ရဲ့စိတ်ထဲမှာဒါပေမဲ့ပြားအစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့သူမရဲ့လက္ခဏာတွေက anaphylaxis နဲ့လုံးဝကိုက်ညီနေဆိုတာတန်တရားမရှိဘူးငါရှာကြည့်ဖို့လိုတာပြားနဲ့သူညီရဲ့အစိတ်ရှိရဲ့တခြားတတ်တော် Melton နဲ့ပတ်တိုက်တဲ့ပါဝင်တဲ့အကောင့်တစ်ကောင်ရောင်ရမ်းပြီးအသက်ရှူရခက်စေရဲ့အကောင့်ဆိုရင်တော့တရုတ်ပြည်က Happy နယ်မြေကအပူအေးများသားတဲ့ရာသီဥတုရှိရဲ့ကုန်းမြေဒေတာဖြစ်တယ်အဲ့ဒီလို data မျိုးမှာရှိတဲ့အစိတ်ရှိရဲ့တတ်တော်တွေကမွေဟောက်ကင်မီကောက်ရင်ဘတ်နီပြောစိတ်နဲ့ပြောစိတ်နီတို့ဖြစ်တယ်အဲ့ဒါကြောင့်မွေကိုလည်းထည့်သွင်းလို့ရတယ်ပြီးတော့ကင်မီကောက်ကိုရောပဲသူမအဲ့လိုတက်တော်ဝါတွေစီရမကြခဏအကိုက်ခံရမယ့်နေရာတစ်ခုပြီးတော့ရင်ရင်အမြဲတမ်းလုပ်နေကြအရာတစ်ခုအဲ့အချိန်မှာ MC ကတစ်ခုခုကိုစဉ်းစားမိသွားပြီအချုံမုံသူမမှာအချုံမုံတွေကိုဖတ်ဖို့အတွက်လိုအပ်အိတ်ကက်တွေရှိရဟုတ်ပြီပြဿနာအောင်ငါရှာတွေ့ပြီအဲ့ဒါကြောင့် MC ကဟုတ်ပါတယ်ပြားစိတ်ဆိုတာကျင်းတည်တယ်ခင်ဗျားကျွန်တော်ကိုယုံကြည်လို့ရတယ်ဖုံကိုင်းကောင်းဆောင်ကလည်းဟာမင်းဘာကြီးပြောနေရလဲဖုံကိုင်းနယ်မြေအတွင်းမှာဘာပြားတစ်ကောင်မှမရှိဘူး MC ကလည်းထန်ခိုင်းရလူတွေကတော့တီးကြပါတယ်အစိတ်ကလူတိုင်းအပေါ်မှာတူညီရဲ့တက်ရောက်မှုကိုမရှိဘူးတချို့တွေအတွက်အစိတ်ဆူတာတေးစီနိုင်လောက်အောင်အန်ဒီရရှိရတချို့လူတွေဆိုပြဿနာမရှိပဲဆယ်ချိန်လောက်တော့တောက်ခံနိုင်ကြတယ်ချောဆန်းကလည်းဆိုယုံပြောအမှန်နဲ့ခေါင်းဆောင်ဖို့အစိတ်အတူတူချင်းအောင်မှလူတစ်ယောက်နဲ့တစ်ယောက်တက်ရောက်တာမတူကြဘူး MC ကရင်ရင်ကပြားအစိတ်နဲ့ထူးထူးခြားခြားကိုအထိမခံတာပါခ
ခင်ဗျားအစောပိုင်းကမြင်ခဲ့တဲ့အတိုင်းပါပဲမဟုတ်ဘူးလားတခုတော့တေးကြတယ်သူမကအပြားအစိတ်ကိုခံနိုင်ရအားနေတာဒါပေမဲ့သူမအိမ်တော်မှာပြားတစ်ကောင်မှမရှိဘူးဆိုရင်ဖြစ်နိုင်ခြေကတခုပဲရှိတယ်ဖုန်ကိုင်းကောင်းဆောင်ကလည်းအဲ့ဒါကဘာများဖြစ်နိုင်တော့လဲ MC က तू ကတကယ်ကိုပြားတစ်ကောင်ပါပဲဒါပေမဲ့ထူးခြားတဲ့မျိုးစိတ်ပါအဲ့ဒီလိုနဲ့ညအချိန်ကိုရောက်သွားပြီး MC တို့ကအကောင့်တစ်ကောင်ကိုဖမ်းနေကြပါတယ်ဖုန်ကိုင်းကောင်းဆောင်ကဒီမှာရှိရဆိုတာကျင်းတည်ရလားMC ကလည်းဒီမှာရှိလိမ့်မယ်မင်းကလေးဟွာရင်ဒီနောက်ကိုအလင်းနေနေလေးထုံးပေးလို့ရမလားမင်းကလေးဟွာရင်မီးထိုးလိုက်တဲ့အခါမှာတော့အကောင်လေးတွေကမုံကြိုတစ်ခုစားနေကြပြီအကောင်တစ်ကောင်ကအခြားတစ်ကောင်ကိုတိုက်ခိုက်နေအောင်တွေးလိုက်တယ်အဲ့ဒီအချိန်မှာ MC ကအဲ့ဒီတိုက်ခိုက်နေတဲ့အကောင်ကိုဖမ်းလိုက်ပြီးဒီကောင်တရေခံမယ်ဖုန်ကောင်းဆောင်ကလည်းနေုံအဲ့ဒါပျော်စိမ့်မဟုတ်ဘူးလားပြားမမဟုတ်တာ MC ကလည်းတေချာကြည့်လိုက်ပါဘလို့ကြည့်ကြည့် तू ကပြားအနွယ်ဝင်တစ်မျိုးပါပဲဖုန်ကောင်းဆောင်ကလည်းပြားအနွယ်ဝင်လားဟာဘာလဲဟာသူ့ဖေမှာစူအကြီးရှိနေတယ်ဘာအဲ့လောက်ကြီးရဲ့စူကြီးနဲ့ပြောစိတ်မျိုးရှိလို့လားချောဆန်းမယုံနိုင်စရာပဲဒါဆိုဒီကောင်ကမင်းပြောတဲ့ပြားမျိုးအနွယ်ဝင်လား MC ကဒီကောင်တတိလေးရရင်ရင်ကိုတတိလေးအောင်လုပ်တဲ့ပြားမျိုးအနွယ်ဝင်နေပဲဒီကောင်နာမည်ကအစူးဘရင်ပြောစိတ်ဖြစ်တယ်ဟိုင်မီနိုဘက်ဒရာအုပ်စုဝင်ဖော်မီစီဒေးမျိုးနွယ်ဝင်ဖြစ်တဲ့ပက်ကီကွန်ဒီလာချိုင်းနယ်စစ်အာရှပြောစိတ်အပ်ဖြစ်တယ်ပက်ကီကွန်ဒီလာချိုင်းနယ်စစ်အစူးဘရင်ပြောစိတ်အကြောင်းပြောပြရမယ်ဆိုရင်တော့အုပ်စုဟိုင်မန်နိုဘက်ဒရာကနေမျိုးရင်းဖော်မီဒီစီဒေးကိုပြောင်းလဲသွားပြီးနောက်ဆုံးမှာတော့မျိုးကွယ်ပိုနာရီနေကိုပြောင်းလဲသွားပါတယ်ပြောစိတ်တွေကအစိတ်ဆူးတွေနဲ့ဘာလို့ကြမှာလဲဆိုပြီးတော့ခင်ဗျားတို့တွေးနေကြလိမ့်မယ်ပြောရရင်ဒီအစိတ်ဆူးပါရဲ့ပြောစိတ်တွေကပြားတွေကနေစင်ကြယ်ပြောင်းလဲရခဲ့တာဖြစ်တယ်ဆိုလိုတာကတော့သူတို့ကပြားတွေနဲ့တူတဲ့အသွင်ပြေလက္ခဏာတွေရှိကြတယ်အတောင်ပံတွေကတော့မရှိဘူးပေါ့ဗျာအမှန်တကယ်တော့အစိတ်ဆူးပါပြောစိတ်တွေနဲ့ပြားတွေရဲ့အစိတ်ကိုလေ့လာခြင်းကနေပြသနေရတာကအစိတ်ဆူးပါပြောစိတ်ရဲ့အစိတ်စီရနဲ့အန်နာဖိုင်လက်စိတ်ကိုခန်းစားခဲ့ရတဲ့လူတွေကပြားအစိတ်စီရရတာနဲ့တူတဲ့တုံ့ပြန်မှုကိုရရှိခဲ့ကြတယ်ဇက်လန်ကိုပြန်ဆက်ရရင်တော့ MC ကပြောစိတ်တွေကရင်းရင်ကိုပြစ်မှတ်ထားနေကြတယ်ဆိုလို့တော့ကျွန်တော်မထင်ဘူးတေချာတလောက်ကတော့သူတို့ထိုင်အိမ်တော်မှာစုအောင်လာနေရဲ့နှက်ဆိုသက်သက်ဝါတွေကိုစားတောက်ဖို့အတွက်ပေါ်လာတာပဲနောက်ဆုံးတော့လေအစူးပြင်ပြောစိတ်တွေကအခြားသက်သက်ဝါတွေကိုလည်းအမဲလိုက်ကြတယ်နောက်ပြီးတော့အစူးတန်ရာကတာမန်အနာလိုမျိုးပုံစံပေါ်တယ်ဒါကြောင့်အရင်ကသူမကိုဘာအကောင်ကကြိုက်သွားလဲဆိုတာကိုပြောဖို့ကမဖြစ်နိုင်ခဲ့ဘူးလေဒီလိုနဲ့ရက်အနေငယ်ကြပြီးရင်ပြန်တည်ရလာတဲ့အခါမှာဒါကိုမရေရာမတေချာတဲ့အရာတစ်ခုကနေရရှိခဲ့တဲ့အနာကြံတစ်ခုဆိုပြီးယူဆလိုက်ကြတယ်ဖုန်ကိုင်းကောင်းဆောင်ကလည်းအိုးဒါကအတိတ်ပဲရှိရယ်ရင်ကဒီဘာမှမဟုတ်တဲ့အကောင်တိတိလေးကြောင့်တတိမိသွားလိုက်မယ်လို့မထင်ထားခဲ့ဘူးထန်ကောင်းဆောင်အဲ့လိုဆိုရင်မင်းအစိတ်ဖြည့်စည်းများလုပ်ပေးနိုင်မလားထန်ကောင်းဆောင်ဖြစ်တဲ့ချိုးဆန်းကလည်းပြားစိတ်အတွက်ဆိုရင်ဖြည့်စည်းရရှိရယ်ဒါပေမဲ့ရင်လိုခန္ဓာကိုယ်ကအစိတ်နဲ့အတော်လေးအထိခိုက်မခံတဲ့ကိစ္စမျိုးဆိုရင်ရေပုံရအဖြစ်ဒါကအထီးထီးရရအလုပ်ဖြစ်မှာမဟုတ်ဘူးဖုန်ကိုင်းကောင်းဆောင်ကမဟုတ်တာဒါဆိုရင်ရင်ကဒါပေမဲ့လေယောဂဖြစ်ရတဲ့အကြောင်းရင်းရဲ့အဖြေကထွက်လာပြီအနည်းဆုံးတော့အခုငါတို့သူမကိုထပ်ပြီးတတိမိအောင်ထားနိုင်ပြီအဲ့ရပြီးတော့ဖုန်ကိုင်းကောင်းဆောင်ကအခုငါတွေးကြည့်လိုက်တော့မှအခုဒီမင်းကိုငါတေချာကျေးဇူးမတင်ရတယ်ကျေးဇူးတင်ပါတယ်သူရေးကောင်းဆိုရုံMC ကလည်းဘာမှစိုးရင်ကြမလို့ပါဘူးတခင်ဖုံရင်ကိုကုသဖို့ကနီးလဲရှိပါတယ်ဒါပေမဲ့အချိန်ကယူရပေမဲ့တကယ်ရှိပါတယ်ဖုန်ကိုင်းကောင်းဆောင်ကလည်းကျေးဇူးပြုပြီးငါ့ကိုပြောပြပါအဲ့ဒါကဘာများလဲ MC ကအဲ့ဒါက desensitization ပြင်းထန်တဲ့ခံစားချက်တုံ့ပြန်မှုကိုနေပေါအောင်ပြုလုပ်ခြင်းလို့ခေါ်တဲ့အရာတစ်ခုပါဖုန်ကိုင်းကောင်းဆောင်က MC ပြောတဲ့စကားလုံးကိုနားမလည်ရကြောင်းနေအောင်ငါတို့ထပ်ပြီးတော့သူမရဲ့အင်ဂျီကိုချွတ်ရအောင်မလား MC ကလည်းထက်အထိုးခံရမှာကြောက်တာကြောင့်မဟုတ်ပါဘူးအဲ့လိုဆိုလိုတာမဟုတ်ပါဘူးသူမရဲ့ခန္ဓာကိုယ်ကအချိန်တစ်ခုကြာအောင်ပြားအစိတ်ပမာဏအနည်းငယ်စီထိုးသွင်းခံရရကြောင်းသူမနဲ့အစိတ်နဲ့အထိမခံနိုင်မှုကိုတဖြည်းဖြည်းနဲ့ရွတ်နေလာစေမဲ့နီလန်တစ်ခုပါအဲ့ဒါကြောင့်ဒါကအချိန်အနည်းငယ်တော့ကြာလိမ့်မယ်ပြီးတော့ကုသမှုပြီးသွားတာနဲ့ရင်ကအစိတ်ကြောင့်ထပ်ပြီးတတိမိလေသွားမှာမဟုတ်တော့ဘူးချောဆန်းကလည်းဒါကတကယ်ကိုအလားလာရှိရဲ့နီလန်ပဲထန်ကိုင်းထဲမှာတော့ငါတို့မှာခုခံအားကောင်းတဲ့အရာတစ်ခုဖန်တီးဖို့အတွက်ခန္ဓာကိုယ်ကိုအစိတ်နဲ့တဖြည်းဖြည်းချင်းထိတွေ့ခြင်းဆိုတဲ့စင်တူနီလန်တစ်ခုရှိတယ်ဖုန်ကိုင်းကောင်းဆောင်ကလည်းဒါဆိုရင်ကုသမှုပြီးသွားတာနဲ့ရင်ကထပ်ပြီးတတိမိလေသွားမှာမဟုတ်တော့ဘူးပေါ့ချောဆန်းကလည်းဒါကအချိန်တော့ကြာနိုင်ပေမဲ့ဒါပေမဲ့ဒီနီလန်ကတော့ဖြစ်နိုင်တယ်အဲ့ဒီစကားကိုကြားလိုက်တဲ့အခါကျတော့ဖုန်ကိုင်းကောင်းဆောင်ကအလွန်ပျော်ရွှင်သွားပြီးဟာကျေးဇူးတင်ပါရဲ့ကွာမင်းကိုတကယ်ကျေးဇူးတင်တယ်မင်းကငါ့ရဲ့သမီးအသက်ကိုကယ်တင်လိုက်တာပဲကွာဒီလိုအကူအညီမျိုးကိုရရှိပြီးမှတော့ငါဒီကိစ္စကိုဒီတိုင်းထားလိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးမင်းလိုချင်တာတခုခုများရှိသလားဘာပဲဖြစ်ဖြစ်ပြောလိုက်ငါမင်းကိုဖြည့်ဆည်းပေးမယ် MC ရဲ့စိတ်ထဲမှာတော့ဒီမှာရှိနေကြတဲ့လူတွေကဘာဖြစ်နေကြတာတုံးသူတို့ကိုအကူအညီလေးပေးလိုက်တာနဲ့စပြီးတော့လက်ဆောင်တွေပေးပြနေကြတော့ပဲ MC ကလည်းအခုရင်ကကျွန်တော်အတွက်ညီမလေးအရင်တယောက်လိုပါပဲဘလို့လို့စုကိုမျောလင်းနေရမှာလဲဖုန်ကိုင်းကောင်းဆောင်ကလည်း MC ရဲ့ကြောကိုတစ်ချက်လောက်တီးလိုက်ပြီးအယူကောင်ဖုန်ကိုင်းကမိုးရင်မရဲဖြစ်ပြီးရှင်းနေစရာမလိုအဲ့ဒါကြောင့်ထိုးဖွင့်ပြောလိုက်စမ်းပါ MC ကလည်းအခုငါဘာမှထုတ်မပြောရင်တော့သူရိုက်တာခံရပြီငါတေတော့မှာပဲကွာအဲ့ဟာနဲ့ MC ကခမရလဲဒီကိုရောက်လာပြီဆိုမှတော့ကျွန်တော်နဲ့အတူတောင်လေးလာရေးခီးကိုပါဝင်မယ်ဆိုရင်ရောဘလို့လဲဖုန်ကိုင်းကောင်းဆောင်ကလည်းတောင်လေးလာရေးခီးဟုတ်လား
ဒီလိုနဲ့နောက်တစ်နေ့မှာတော့ MC တို့ဟာစီချွမ်နေမီဒေတာရဲ့ကွန်ကာတောင်ကိုရောက်လာခဲ့ပါတယ်ဖုန်ကိုင်းကောင်းဆောင်ကဒီတောင်ကတကယ်ကိုခန္ဓာလာပါလဲတဲ့တောင်ပဲကွာ MC ကလည်းဟုတ်တယ်ဒီမှာအရန်လာပါတဲ့ကြောက်ကဘာတွေရှိရလို့တောင်ပြောကြတယ်ဟွာရင်ကလည်းဘုံမူကြီးပြောစကားအရဆိုရင်ဒါကအဲ့နေရာပဲဖြစ်မယ် MC ကလည်းဟုတ်တယ်ဒါကသူပြောတဲ့ရေတကွန်နဲ့ကြောက်ဆောင်ဖြစ်လောက်တယ်ဒါနဲ့ရေတကွန်နောက်ကကူတဲကိုကျွန်တော်တို့ဘယ်လိုရအောင်တွားကြမှာလဲဖုန်ကိုင်းကောင်းဆောင်ကအာဟုတ်တာပဲတလောကမှမင်းကိုဖို့တိုင်းကိုလက်ကျင့်ယူထားရလို့ပြောရတော့ဒါဆိုရင်မင်းလိုင်းပြန်လွှားခြင်းပညာနဲ့မရင်းနှီးသေးဘူးထင်တယ် MC ကလည်းဟမ်အဲ့ဒါဘာကြီးလဲဖုန်ကိုင်းကောင်းဆောင်ကလည်း MC နားမလဲရကြောက်ရှင်းပြတာကနာကျင်ခြင်းပဲကဲဒီကိုလာခဲ့အဲ့ဟာနဲ့ဖုန်ကိုင်းကောင်းဆောင်က MC ကိုရေတကွန်ဘက်ကိုလမ်းပစ်ပေါက်လိုက်ပါတယ်အဲ့ဟာနဲ့ MC တို့ကလည်းရေတကွန်တစ်ဖက်ချမ်းရောက်လာပြီးဖုန်ကိုင်းကောင်းဆောင်ကမင်းမအတော်လေးကြန့်ခိုင်တဲ့ခန္ဓာကိုယ်ရှိရပဲမဟုတ်ဘူးလားဟွာရင်ကဒါကအဲ့ဒီလိုင်ကူရဲ့ဝင်ပေါက်ဖြစ်မဲ့ပုံပဲ MC ကလည်းရေတကွန်ရဲ့အနောက်မှာပုံကွယ်နေတဲ့ဝင်ကဘာတစ်ခုရှိရစမ်းကြယ်လိုက်တာဖုန်ကိုင်းကောင်းဆောင်ကလည်းကဲအခုအထဲဝင်ကြမယ်အထဲမှာဘာပဲရှိရှိငါတို့တွေ့လိမ့်မယ်အဲ့ဟာနဲ့ MC တို့ကဂူထဲဝင်လာခဲ့ကြပြီ MC ကတခုခုတွေ့လိုက်ပြီဟမ်ငါတို့တခုခုတော့မားနေပြီဟွာရင်ကလည်းဟုတ်တယ်ဘုံမူကြီးကလိန်စရာအကြောင်းမရှိဘူး MC ကဒါပေမဲ့လိုင်ကူအတွင်းထဲမှာကငါတို့မျိုးလင့်ထားတဲ့အတိုင်းမဟုတ်ခဲ့ဘူးဒါကဦးလေးကျေကဲဟုမူရမာမိတ်ရဲ့တပ်ဖွဲ့မှုပြောထားတဲ့အတိုင်းပဲအလင်းရောင်ကြီးတန်းတစ်ခုကလိုင်ကူရဲ့အလေတက်တက်မှာဖျားကျနေရဲ့ပြီးတော့မြေပြင်ကလည်းအမြင်မတိတဲ့ပန်းတွေနဲ့မရေမတွက်အောင်ဖုံးလွှမ်းနေရဲ့အဲ့ဒါကစကားနဲ့ဖော်ပြလို့မရအောင်စမ်းကြယ်ဘူးထူးဆန်းလာတယ်ဟုတ်တယ်ဒါကအခြားကဘာတစ်ခုကဒုက္ခပုံလိုပဲပြီးတော့ MC ပြောလိုက်တာကဒါကငရဲပဲဆိုတာသိကြတယ်ဒုက္ခပုံတော့မဟုတ်တော့ဘူးဟုတ်တယ်အလင်းကအဲ့ဒီအပေါက်ကနေဖျားကျနေပေမဲ့ဒီမှာဖူးပွင့်ဝေစာနေတဲ့ဘာပန်းပင်မှမရှိဘူးတကယ်ကအားလုံးက၆တွေ့ပြီးညှိုးနှွမ်းနေတဲ့ပုံပဲဖုန်ကိုင်းကောင်းဆောင်ကအလေးပေးအခန့်သားရဲတကောင်အတွက်အယမ်းများလွန်းနေတယ်အဲ့ဒါကဘေးပတ်ဝန်းကျင်ကပတ်ဝန်းကျင်အပြောင်းလဲဖြစ်သွားတာလားအရှိကကြောက်တုံးကြီးရဲ့အလဲကနေအေးခဲနေတဲ့ချီရောင်ကြီးတွေဖြာထွက်နေတယ်လို့ပဲဟုတ်တယ်ဦးလေးကျွန်တော်တို့ရှာနေရအဲ့ဒါဖြစ်မဲ့ပုံပဲဖုန်ကိုင်းကောင်းဆောင်ကလည်းအင်းဒါဆိုမင်းတို့ငါးနောက်မှနေကြထင်ထားတဲ့အတိုင်းဒါကပြင်းထန်တဲ့အေးအေးတဲ့ပဲကွာအဲ့ဒီကောင်ကထွက်လာပြီမင်းတို့ငါ့ရဲ့အနောက်မှာကတ်နေကြ MC ကအနောက်ကနေဟိုးအဲ့ဒီကောင်ရဲ့ဟိန်းတန်အံ့ဩစရာပဲအဲ့ဒီအချိန်မှာကြောက်ဆောင်အောက်ကနေအကောင်တစ်ကောင်ကထွက်လာခဲ့ပြီး MC ရဲ့စိတ်ထဲမှာတော့ဒါကလုံးဝကိုအမီးလုံးနဲ့တောက်တဲ့ပဲမဟုတ်ဘူးလားဒီကောင်ကအကြမ်းပြင်းအားဖြင့်တော့အရှိကခြေဘွားစာတစ်ခုလောက်တော့ရှိရဲ့အဲ့ဒီတေးသေးလေးနဲ့လုံးလုံးဝဝိုင်းလေးဖြစ်နေတဲ့မျက်လုံးလေးပြီးတော့အနှဲငယ်ဝါကစ်နေတဲ့အမီးလေးငါတော့စိတ်ထိန်လို့မရတော့ဘူးအဲ့ဒီကောင်ကအရန်ကိုချစ်ဖို့ကောင်းတယ်ဟွာရင်ကလည်း MC ကိုဘလူတော်လှလိုက်တဲ့အပြာအောင်တက်တဲ့လေးရဲ့နော်ဆိုပြီးပြောလိုက်ပါတယ် MC ကလည်းမင်းကလေးဟွာရင်ကတော့ထင်ထားတဲ့အတိုင်းပဲသူ့ရဲ့တန်ဖိုးကိုမင်းတိတိထားမိမယ်ဆိုတာငါသိနေတယ် MC တို့အနောက်မှာကြည်နူးနေတဲ့အချိန်မှာဖုန်ကိုင်းကောင်းဆောင်ကတခုခုတွေးလိုက်ပြီးဟမ်နောက်တစ်ကောင်ကရှိနေရဲ့အတွင်းနဲ့ထဲမှာ MC ကလည်းနောက်တစ်ကောင်လားမိတ်အဖို့လေးလားအံ့ဩကြပဲဒါဆိုရင်ငါတို့သူတို့ရဲ့မျိုးဆက်တွေကိုတော့ရနိုင်တယ်ဒါကြောင့်တခင်ဖုန်ကျွန်တော်တို့သူတို့ကိုအရှင်ဖမ်းသွားရမှာဖြစ်မယ်ဘလို့ပဲဖြစ်ဖြစ် MC ကလည်းအတွင်းထဲရတစ်ကောင်ကိုကြီးလိုက်ပြီးဘာဆိုပြီးဖြစ်သွားပါတယ်ဟွာရင်ကလည်းစိုးရုံတခုခုဖြစ်လို့လား MC ကအင်းငါဖြစ်ခနဲ့ကြီးလိုက်မိတာဒါပေမဲ့ဒါကမကောင်းတော့ဘူးအထက်ကကောင်ကအသက်ရှူနေရလို့တော့ငါမထင်ဘူးအဲ့ဟာနဲ့ MC တို့ကလည်းအဲ့ဒီအကောင်လေးကိုအဝေးကနေချောင်းကြည့်နေပြီ MC ကကျွန်တော်ခမရကိုအပ်ထားမယ်နော်တတ်မှုကြီးကူပဲတကူကူဖြစ်ရင်ကျွန်တော်ကိုချက်ချင်းပြောပြနော်ဂူပေကလည်းဒါပေါ့ငါ့ကိုယုံလိုက်စမ်းပါအကယ်၍အဲ့ဒီကြောက်တုံးလိုကောင်ကြီးပုံမှန်မဟုတ်တာရေလောက်လိုက်ရင်မင်းကိုချက်ချင်းလာပြောမယ်အဲ့ဒါကြောင့်အခုတော့ MC တို့ကပြန်ဆုပ်လိုက်ဖို့ဆုံးဖြတ်လိုက်ကြတယ်ပြီးတော့ပထမအချက်က MC ကသူတို့ရဲ့အမှုအကျင့်တွေကိုမတိရရကြောင်းဖြစ်တယ်ပြီးတော့မစင်မချင်းလုံးမိရင်ဒဏ်ရာရပြီးတဲ့တက်တော်ဝါလေးတွေကိုအန်ဒီရဲ့ထက်ဖြစ်အောင်လုပ်မိလိမ့်မယ်အဲ့ဒီအချိန်မှာဟွာရင်ကစိုးယုံအောက်ဆင်းလာပြီးလာစားပါဦးသမင်းကိုပြောရအောင်ဘာမှရှောက်မတွေးကြနဲ့သမင်းဝိုင်းမှာဖုန်ခိုင်းကောင်းဆောင်ကဆိုတော့ဒီနေ့ရောအခြေအနေတိုးတက်လား MC ကလည်းလှုပ်တော့မလှုပ်ဘူးဖုန်ခိုင်းကောင်းဆောင်ကလည်းငါတော့ကြည့်တုံးကလည်းအဲ့ဒီအတိုင်းပဲမလှုပ်ဘူးအသက်ရှင်နေရဲ့တက်တော်ဝါဆိုရင်အနည်းဆုံးတော့အစာစားရမယ်မဟုတ်ဘူးလား MC ကလည်းဟုတ်တယ်ပုံမှန်ဆိုတောက်တဲ့တွေကတာမန်တွေ့ပြနေကြအိမ်မြောင်နေလို့ပဲသူတို့တွေကစိတ်ဖိစီးနေရင်အစာတွေမစားကြတော့ဘူးအထူးသဖြင့်သူတို့ရဲ့အမီးတွေမှာစွမ်းရည်တွေကိုတင်ထားတဲ့အမီးဝအိမ်မြောင်နေပေါ့သူတို့တွေကဘာမှမစားရင်တော့မှသူတို့တွေတင်ထားတဲ့စွမ်းရည်နဲ့တင်နေလို့ရတယ်အခုချိန်မှာငါတို့တွေဆုံးဖြတ်ချက်ချရမယ့်အချိန်ရောက်နေပြီအဲ့ဒါကြောင့် MC ကကျွန်တော်တို့အဲ့ဒီမလုတ်တဲ့တကောင်ကိုတွားကြည့်တဲ့လို့ထင်တယ်ဖုန်ကိုင်းကောင်းဆောင်ကလည်းအိုးငါတို့အဲ့ဒါကြီးကိုဖမ်းတော့မှလား MC ကဖမ်းမလို့တော့မဟုတ်ဘူးဒဏ်ရာရမရတွားစစ်စီကြည့်မလို့ဒီကြားတဲ့သူပိုက်စားလိုက်ရင်သူ့အစာထားအောင်စားတော့တယ်တခြားသူတွေရတယ်တခင်ဖုံးကိုကြံသေးရဲ့တကောင်ကိုခမမြဲထုတ်ပေးနိုင်ရင်ကောင်းပါပဲအဲ့ဒီအချိန်မှာဖုန်ကိုင်းကောင်းဆောင်ကလေပေါ်မြောက်သွားပြီးတခါတည်းကြားလိုက်ပြီးတတိမေးအောင်လုပ်လိုက်တာပိုမကောင်းဘူးလားအဲ့ဒီလိုလားဆိုရင်ငါတို့အကောင့်တကောင်နဲ့ဒဏ်ရာရနေတဲ့တကောင်ရလိမ့်မယ် MC ရဲ့စိတ်ထဲမှာတော့အဲ့ဒီကြွက်သားတွေနဲ့တွားချရင်အဲ့ဒီကောင်ကတိတ်သွားမှာပေါ့လို့ MC ကတခင်ဖုံအဲ့လိုတွားလို့ရင်လေတက်မှုကြိတ်ခဲဟူရဲ့လူတွေကိုတောင်မောင်းနိုင်တဲ့ကြောက်တုံးကောင်ကြီးရအောင်အဲ့ညံမှာတင်တိတ်သွားနိုင်တယ်ဖုန်ကိုင်းကောင်းဆောင်ကလည်းအာဟုတ်တာပေါ့သူ့လိုစာပေဓမ္မတွေကစပွဲနဲ့ဖင်နဲ့ကတ်နေရတယ်မစမ်းပါဘူးလေကြောင်တော်ကြောက်တုံးကောင်လေးကြောင့်တွတ်ဆုံနေရတယ်လို့ကွာမင်းမှန်ပါတယ်ငါအဲ့လိုတွားလို့ရင်တော့တိတ်သွားမှာပေါ့ဟာဟာဟာအဲ့အကြောင်းဖုန်ကိုင်းကောင်းဆောင်ကဆိုတော့မင်းရဲ့အကြံတိုင်းတွားလို့ရမှာမလား
ညင်ညင်တတလေးဖမ်းတဲ့ရမှာမဟုတ်တယ်မလား MC ကလည်းဟုတ်တယ်အဲ့ဒါအကောင်းဆုံးနည်းလမ်းပဲအရင်ဆုံးတခင်ဘုံကကောင်းနေတဲ့အကောင့်တစ်ကောင်ကိုများထုတ်ပေးရမယ်အဲ့ဒီအချိန်မှာကျွန်တော်နဲ့မမလေးဟွာရင်ကဒဏ်ရာရနေတဲ့အကောင့်တစ်ကောင်ကိုတွားကြည့်မယ်ဟွာရင်ကလည်းကြည့်နေတဲ့အချိန်အတွင်းမှာအစိတ်သက်သားတွေကစိုးရုံရဲ့လမ်းကြောင်းကိုပိတ်ထားပေးရမယ်ဖုံကိုင်းကောင်းဆောင်ကအေးအစီအစဉ်ကတော့ကောင်းတော့ကောင်းတာပဲတခြားငါဒိဋ္ဌိထားပြီးစောင့်ကြည့်ရမယ့်ဟာတွေရောရှိသေးလား MC ကအဲ့ဒီအကောင့်ကိုဒါကာနေရဲ့နေအောင်မလာစေနဲ့အပေါ်ခုံတက်ပြီးကျွန်တော်စီရောက်လာမှာမလို့ပဲဖုံကိုင်းကောင်းဆောင်ကလည်းဟုတ်ပြီလေငါ့ရဲ့ခန္ဓာကိုယ်ကစကျင်နေရတော့ရားနေရပဲအဲ့ဟာနဲ့ဖုံကိုင်းကောင်းဆောင်ကလည်းပြေးထွက်သွားပြီး MC ကတခင်ဘုံဖြည်းဖြည်းလေးနော်ဖြည်းဖြည်းလေးလို့ MC ရဲ့စိတ်ထဲမှာတော့တောက်တဲ့တွေရတာတကယ်နေမကောင်းဖြစ်နေလို့ရှိရင်သူ့မှာအချိန်တိတ်မကြံတော့တော့ဘူးအဲ့ဟာနဲ့ MC တို့ကဂူထဲဝင်လာခဲ့ကြပြီအဲ့ဒီအချိန်မှာတောက်တဲ့ရလဲသူ့ကိုယ်သူကောက်ွယ်နေတဲ့ပုံစံအနေအထားနဲ့နေပြီ MC ကတခင်ဘုံကိုစားလိုက်ကြရအောင်ဖုံကိုင်းကောင်းဆောင်ကလည်းအေးဟုတ်ပြီအဲ့ဟာနဲ့ဖုံကိုင်းကောင်းဆောင်တို့ကလည်း MC ပြောတဲ့အတိုင်းလုပ်နေကြပြီဖုံကိုင်းကောင်းဆောင်ကကောင်းပြီလေဒါဆိုငါတို့ပြောတဲ့အတိုင်းကိုရွှေ့ကြစမ်းကွာနောက်ကလူတွေရတယ်ဟုတ်ကဲ့ပါကောင်းဆောင်ကြီးအဲ့ဟာနဲ့တောက်တဲ့နဲ့ဖုံကိုင်းကောင်းဆောင်တို့ကတိုက်ခိုက်နေကြပြီဖုံကိုင်းကောင်းဆောင်တောက်တဲ့ကိုမင်းကြတာအချိန်တော့ပြင်းတာပဲမင်းဖုံမိသားစုရဲ့ပထမအချိန်စစ်သူရေကောင်းတော့ဖြစ်လာလို့ရတယ် MC တို့ဘက်မှာတော့စိုးရုံငါတို့ရတော့လေမြန်မြန်လေးသွားကြရအောင် MC ကလည်းဟုတ်မမလေးဟွာရင်အဲ့ဟာနဲ့ MC တို့ကကျင်းတဲ့တောက်တဲ့ကောင်စီကိုရောက်တော့ကြပြီဟွာရင်ကစိုးရုံတူတကယ်တည်းရနေရလား MC ကလည်းအဲ့ဒီလိုပုံစံနဲ့တူပဲဟာ MC ရဲ့စိတ်ထဲမှာတော့အကြီးကိုလဲတာမပြီးလို့သူ့အမိဖျားလေးရအောင်ဆဲတွေတင်နေပြီအကြီးကိုလဲတာမပြီးတော့မျက်လုံးကတော့ပြည်တွေစတင်နေပြီဟွာရင်ကလည်းဒါဆိုငါတို့ဘယ်လိုလုပ်ကြမလဲ MC ကအခုချက်ချင်းသူ့ကိုကုပေးမှရမယ်ဟွာရင်ကဒါပေမဲ့ဒီမှာဘာဆေးမှမရှိဘူးလေ MC ကလည်းရတယ်ကျွန်တော်သူ့ရဲ့အရေးကိုနေအကုန်လုံးကိုကျွတ်ပြစ်လိုက်မှာအဲ့ဒီအချိန်မှာဟွာရင်ကလည်းစိုးယုံနင်ဒီနောက်ပိုင်းအကုန်လုံးကိုလိုက်ချွတ်ရှင်နေတယ်လို့ပဲ MC ကလည်းဒါပေမဲ့ဒါကအမှန်ဆုံးနည်းပဲဟာကိုစိတ်ကူတာကိုပြောရပါတမျိုးမထင်ကြပါနဲ့နော် MC ကတောက်တဲ့နားလေးကိုသွားလိုက်ပြီဘာမှမဖြစ်ဘူးနော်မင်းကိုကုပေးမယ်ငြိမ်ငြိမ်လေးနေပြီးတော့ရှူတူတူမုံဘူးပေးမယ်လို့ပြောလိုက်ပါတယ်ပြီးတော့ MC ကတော်ရည်တာပေါ့ပြားပြင်မကြီးလို့ तू ကလူစကားနည်းနည်းပပနားလေလို့တော်ရည်တယ်အခုတော့ငြိမ်သွားပြီပြီးတော့ဟွာရင်က MC ချွတ်နေတာကိုမြင်ပြီးတော့ MLA ဆိုပြီးဖြစ်သွားပါတယ်တမျိုးမထင်ကြပါနဲ့တောက်တဲ့အရေးခွန်ချွတ်တာကိုပြောရပါ MC ကဒီကောင်လေးတွေကလည်းငွေတွေလိုပဲအရေးခွန်လဲကြတယ်ဒါပေမဲ့အမီးဝါတောက်တဲ့အရိုင်းကောင်တွေကကြတော့သူတို့အရေးခွန်လဲပြီးတဲ့ဟာကိုပြန်ပြီးစားကြတော့အကြံရှာရတောင်ခက်တယ်ဟွာရင်ကလည်း MC ချွတ်နေအောင်ကြည့်ပြီးဝေါမိုက်လိုက်တာနော် MC ကအရေးကြီးတာကသူတို့ရဲ့အရေးခွန်ကတော်တော်လေးကိုမာတယ်ဒါကိုလက်ဗလာနဲ့တော့လုံးလို့မရဘူးဟွာရင်ကလည်းဖျားရည်ရတနာလုံးလေးလိုပဲသူ့ရဲ့အယောင်လေးကတော်တော်လေးကိုလှတာပဲ MC ကတောက်တဲ့ရဲ့လက်ကအရေးကိုချိုးလိုက်ပြီးတော့ဟွာရင်ကဆိုယုံလက်အိတ်လေးနဲ့တူလိုက်တာတော့ချစ်စရာလေးဆိုပြီးပြောလိုက်ပါတယ် MC ရဲ့စိတ်ထဲမှာတော့မင်းတို့မခံနိုင်ကြဘူးမဟုတ်လားငါရဲ့အရင် YouTuber ဘွားတုန်းကလည်းဒီလိုအရေးကွန်ခွာတဲ့ဟာလေးကတော်တော်လေးကိုပေါက်သွားတာ MC ကလည်းတောက်တဲ့ရဲ့ကိုခဏဘိုင်းုံတော့အရေးကွန်ချိုးလို့ပြီးသွားပါပြီ MC ကနေပါအောင်ငါလှုပ်လိုက်မယ်မျက်လုံးသားရောက်ရင်တတိထားရမယ်နော်ထင်ထားတဲ့အတိုင်းပဲမျက်လုံးသားမှာပြီလေးနည်းနည်းလေးတဲ့နေတယ်အရေးကွန်တေချာမချွတ်နိုင်တော့မျက်လုံးသားအသားတွေကိုလောင်သွားစေတယ် MC ကလည်းအဲ့အနဲ့ကျန်တဲ့အပိုင်းတွေကိုချိုးလိုက်ပြီးကဲရော့ပြီးပြီဘလို့နေသေးလဲနေလို့ကောင်းသွားတယ်မဟုတ်လားဆိုပြီးတောက်တဲ့ကိုမေးလိုက်ပါတယ်ဟွာရင်ကလည်းစိုးယုံတူးမျက်လုံးလေးပွင့်လာခဲ့ပြီစိုးယုံတခုခုများဖြစ်လို့လား MC ကဟုတ်ကဲ့မမလေးဟွာရင်ကျွန်တော်ဒီအမီးကိုဘယ်လိုလုပ်ရမလဲဆိုအောင်စဉ်းစားနေတာဆဲဒေတာကိုရဲဖို့ကအမီးကိုဖျက်ပြမှရမှာဒါပေမဲ့သူ့ရဲ့ဒီလိုအခြေအနေနဲ့ဆိုသူ့အမီးကိုဖျက်တာကသူ့ကိုတတ်လိုက်တဲ့နဲ့အတူတူပဲအဲ့ဒီအချိန်မှာဘေးကနေဖုန်ကိုင်းကောင်းဆောင်ကစစ်တီတော်ဆိုယုံတတိထားငါတို့အဲ့ဒီကြောက်တောက်တဲ့ကိုလွတ်သွားပြီအဲ့ဒီအချိန်မှာတောက်တဲ့ကောင်ကလည်း MC တို့နာကိုရောက်လာခဲ့ပြီ MC ကလည်းစိတ်အေးထားပေါင်းဟာငါကဒီမှာကူညီပေးနေတာမိတငယ်ချင်းကိုကူညီပေးနေတာပါဆိုပြီးမှပြေးပါတော့တယ်နောက်ကျမှ MC ကသူ့လက်ထဲကဓာတ်ကိုဒတိထားမိပါပြီးမှအော်ဆိုပြီးဖြစ်သွားပါတော့တယ်အဲ့ဒီအချိန်မှာတောက်တဲ့ရဟဲဟောက်လိုက်ပြီးတောက်တဲ့ရပြလေးနေရဲ့အမျက်ဒေါ်လာတွေကဂူကြီးတစ်ခုလုံးမှာပဲ့တင်တန်ထက်သွားပါတော့တယ်အခုကြည့်နေတဲ့လူထဲမှာဂိမ်းစောနေတဲ့လူတွေပါလို့ရှိရင်လည်းကျွန်တော်အောက်ကလင့်ချလာတဲ့ channel မှာ Diamond နဲ့ UCD တွားဝယ်လို့ရပါတယ်ခင်ဗျအရင်ပိုင်းမှာတော့ MC တို့ဟာတောက်တဲ့နဲ့တိုက်ခိုက်နေကြပြီအခုပိုင်းမှာတော့ MC ကသူတော်တော်စိတ်ဆိုးနေတာတောက်တဲ့က MCC ကိုခုံဝင်လာတဲ့အခါမှာဟွာရင်က MC ကိုကာကွယ်ပြီးလိုက်ပြီးဟွာရင်ကဒဏ်ရာရသွားခဲ့ပါတယ်တောက်တဲ့ကောင်က MCC ကိုပြန်လာတော့မယ့်အချိန်မှာပဲ MC ကနေပေါင်း10စက္ကန့်လောက်အဲ့ဒီလိုမဟုတ်ဘူးလို့ငါကြိမ်ဆိုရဲပါတယ်ကွာခဏလောက်စကားအဲ့ဒီအချိန်မှာပဲတောက်တဲ့တွေကသူတို့ရဲ့ဘာသာစကားနဲ့အချင်းချင်းဆက်သွယ်နေကြပြီတိုက်ခိုက်နေတဲ့တောက်တဲ့ကလည်းနားလေတော့ရဲ့ပုံရပါတယ်အဲ့ရနဲ့တောက်တဲ့ကအော်ဟုတ်လားဆိုရဲ့အထာနဲ့ရေးနေပါတယ် MC ရဲ့စိတ်ထဲမှာတော့ဟမ်သူတို့ညောက်ချင်းချင်းစကားပြောနေကြရလားအဲ့ဒီအချိန်မှာပဲဖုန်ကိုင်းကောင်းဆောင်တို့ရောက်ရှိလာခဲ့ပြီးစစ်တီတော်ဆိုယုံမင်းအဆင်ပြေရလားအဲ့ဒီကောင်စုပ်လေးကကြမ်းလဲကြမ်းတယ်မြန်ကလည်းမြန်လေးရဲ့ခြေထောက်ကြားတွေရဲနေလွှတ်တော်နေမယ်လို့ငါမထင်ခဲ့ဘူးကွာအဲ့ဒီအချိန်မှာပဲတောက်တဲ့ရဖုန်ကိုင်းကောင်းဆောင်တို့ရန်လိုတဲ့အကြည့်နဲ့ကြည့်နေပြီအဲ့ဒီအချိန်မှာ MC ကခဏလောက်နေကြပါဦးကျွန်တော်အဆင်ပြေတာမို့နည်းနည်းနောက်ဆုတ်ပေးပါကျွန်တော်တို့ကိုခဏလောက်စကားပြောကြည့်မလို့ဖုန်ကိုင်းကောင်းဆောင်ကစကားပြောမယ်အဲ့ကောင်လေးနေလားအဲ့ကောင်လေးကလူစကားနားလည်မယ်လို့မင်းထင်နေရလား MC ကလည်းဟုတ်ပါရဲ့တခင်ဖုံကြည်ရတာလူစကားကိုအတိုင်းအတာတစ်ခုထိနားလည်နေပုံပေါ်ပါတယ်ပြီးတော့သူကျွန်တော်တို့ကိုထပ်ပြီးမတိုက်ခိုက်တော့ပါဘူးမမလေးဟွာရင်ကျွန်တော်ကိုဟိုမျက်ချောက်နေနည်းနည်းလောက်ယူပေးပါလားဟွာရင်ကလည်းအော်ဟုတ်ကဲ့ဆိုပြီးမျက်ချောက်တွေသွားကောက်နေပါတယ်
MC ကမျက်ခြောက်လေးနဲ့ခင်းမိလိုက်ပြီးဟုတ်ပြီဒါမှအဆင်ပြေသွားတော့တယ်စိတ်မပူနဲ့နော်ကျွန်တော်တို့မင်းကိုအန်တီရမပေးပါဘူးကျွန်တော်သူ့ရဲ့ကွာချလာတဲ့အခွင့်တွေကိုလည်းချွတ်ပေးပြီးပြီသူ့ရဲ့မျက်လုံးသားအရေးခွင့်တွေကိုလည်းဖယ်ပေးပြီးပြီပြီးတော့မင်းကသူ့မျက်လုံးသားလေးကိုရက်ပေးရမယ်နော်နားလေလားဆိုပြီးတောက်တဲ့လေးကိုပြောလိုက်ပါတယ်အဲ့ဒါနဲ့တောက်တဲ့လေးကလည်းမျက်လုံးသားလေးကိုသွားရက်ပေးနေပါတယ် MC ကပြီးရင်ပြဿနာတစ်ခုကြံနေတယ်သူမရဲ့မျက်လုံးတွေကတော့တက်တာမှာပါဒါပေမဲ့သူ့အမီးတစ်ဝက်ကပုတ်နေပြီရှာနေရတာကသူ့ကိုတက်တာစီမယ်လို့တော့မထင်စေဘူးအဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာကကျွန်တော်တို့သူ့ရဲ့အမီးကိုဖျက်ပြရလောက်တယ်အဲ့ဒီစကားကြောင့်ပုတ်တင်ညိုလေးကစွန့်အားသွားပြီး MC ကိုဂါးဆိုပြီးတိုက်ခိုက်လိုက်ပါတော့တယ်အဲ့ဒီတိုက်ခိုက်မှုကြောင့် MC ရဲ့ပါးမှာဒဏ်ရာအနှဲငယ်ရရှိသွားပြီးတော့ MC ကပုတ်တင်ကောင်လေးကိုကျေးဇူးမတိတဲ့ဟာလေးငါအကူညီပေးနေတာကိုဟွာရင်ရလဲစိုးရုံငြိမ်ငြိမ်လေးနေငါအခုအနာတက်တာစီလိမ့်မင်းနေတာနေရှောက်ရွှေ့နေအမာရွတ်ကြံသွားလိမ့်မယ်ဖုံပိုင်းကောင်းစွာအဲ့အချိန်မှာရေလိုက်ပြီးဟွာရင်စကားတစ်ခုပြောလိုက်ပါတယ်မင်းခုတကယ်ယောက်ျားလူနေတော့မယ်ထင်တယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့အချိန်မှာဟွာရင်ရတယ်သူ့ရဲ့စိတ်တူနေတဲ့မျက်လုံးတွေနဲ့ဖုံပိုင်းကောင်းဆောင်ကြည့်လိုက်ပြီးဖုံပိုင်းကောင်းဆောင်ကလည်းလန့်သွားပါတယ် MC ရဲ့စိတ်ထဲမှာအနည်းဆုံးတော့အထင်လွဲနေရလေးတွေရှင်းသွားရလေပြီးတော့ဒီပိုးခုကောင်လေးတွေကတက်ပြက်ရှင်တဲ့ဆန္ဒကိုမတုံ့ပြန်ပုံကိုကြည့်ရရင်တော့အဲ့ဒီပုတ်တင်ကောင်လေးကငါ့ကိုအစတည်းကအန်ဒီရပေးဖို့မရည်ရွယ်ခဲ့ဘူးထင်တယ်ဂူဘေကစစ်တီတော်ဆိုယုံ MC ကလည်းဘာတော့တက်မှုခုဂူဘေကကြည့်ရတာအကောင်လေးကတခုခုပြောချင်နေရထင်တယ်ဆိုပြီး MC တို့နောက်လာနေတဲ့အကောင်လေးကိုလက်ညှိုးထိုးပြလိုက်ပါတယ် MC ကမင်းနောက်ဆုံးတော့အစင်နှင်းဖြစ်ပြီလားတောက်တရလည်းအစင်နှင်းဖြစ်ပြီဆိုတော့တူတူရဲ့ဘာသာစကားနဲ့ဂူဂူခူးဆိုပြီးပြောလိုက်ပါတယ် MC ကကောင်းပြီလေကျွန်တော်နားလဲပါတယ်ကျွန်တော်အကောင်းဆုံးစူးစမ်းပေးမှာပါဒါပေမဲ့ဒါမှတိုင်ခင်ကျွန်တော်မေးစရာတခုရှိရယ်မင်းတို့ကောင်တွေကဘာတွေစားကြတာလဲကျွန်တော်ကသူ့ရဲ့အမီးကိုဖျက်မှာဆိုတော့သူပြန်လက်တာဖို့အတွက်အာဟာရတွေလိုအပ်တယ်အဲ့ဒီအချိန်မှာပုတ်တင်ကောင်လေးရတယ်အခြားတစ်ဖက်ကိုပြေးသွားလိုက်ပြီး MC ကဟိတ်နေပါအောင်မင်းဘယ်သွားမလို့လဲဟာအဲ့ဒီအချိန်မှာပုတ်တင်ကောင်လေးရရက်သွားလိုက်ပြီးဂူ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 ဆိုပြောလိုက်ပါတယ်အဲ့ရနဲ့ပုတ်တင်ကောင်လေးကလည်းအဲ့နာအစီလေးကိုကိုက်ပြလိုက်ပြီးဟွာရင်ကလည်းစိုးယုံဒါအောင်ငါတစ်ချက်လောက်ကြည့်လို့ရမလား MC ကလည်းရတယ်လေဒီမှာယူလိုက်ဆိုပြီးပေးလိုက်ပါတယ်ဟွာရင်ကလည်းအဲ့ဒီအစီကိုကြည့်လိုက်ပြီးနည်းနည်းတော့ပြော့ပေမဲ့ဒီတည်းကချီဆွဲရင်နည်းနည်းစိမ့်ထွက်နေရဲ့တေးကြတဲ့ဒါဒီမှာပေါက်လေးရှိရဲ့ဝင့်ညီဆေးပင်ရဲ့အစိပဲနေမှာ MC ကလည်းဝင့်ညီဆေးပင်ပြောချင်တာတော့ဒီအစိကဖုံကိုင်းကောင်းဆောင်ကလည်းအရင်တော့ကငါလဲကြားဘူးတယ်ဝင့်ညီသားရိုင်းနေရဲ့နေရာတိုင်းမှာဝင့်ညီဆေးပင်တွေပေါက်ကြတယ်တဲ့ဟွာရင်ကဒီလိုဒါဆိုရင်အဲ့ဒီကောင်လေးတွေကလည်းကင်းချင်များကောင်လေးတွေလိုပဲဝင့်ညီဆေးပင်ရဲ့ချီဆွဲအင်တွေကိုစားပြီးအသက်ရှင်နေကြတာ MC ကအိုးဒါဆိုခဏလေးဒီဝင့်ညီဆေးပင်ကိုလာတူးနိုင်ရင်ကျွန်တော်တို့ပြည်ထနာဒီလောက်ကြီးမဟုတ်တော့ဘူးကျွန်တော်တို့ဒါကိုပြန်ဆိုင်ရမယ်မြင်မြန်ဖုံကိုင်းကောင်းဆောင်ကအတုံးမွင်တော့ဘူးဝင့်ညီဆေးပင်ရဲ့အစီကိုလူကကိုင်းလိုက်တာနဲ့အဲ့ဒီအပင်ကမပေါက်တော့ဘူးအဲ့ဒီပုတ်တင်ကောင်လေးကလည်းတီးလို့ငါတို့ကိုသူတူးပြတာပြီးတော့မင်းအဲ့ဒါကိုပြန်ဆိုင်မယ်ဆိုရင်တော့မှဒီအပင်ကဒီအရွယ်ကနေတက်မှာမဟုတ်ဘူး MC ကလည်းအဲ့ဒါကြောင့်ဝမ်းနေနေပြီတောင်းမှန်ပါတယ်ကွယ်ကောင်လေးတွေရဲ့လူသားတွေအတွက်ငါတကယ်ကိုတောင်းမှန်ပါတယ်ကွယ်ဆိုပြီးပြောနေပါတယ်ဖုံကိုင်းကောင်းဆောင်ကဂူပေကိုဒါနဲ့ဒီမှာပေါက်လေးရှိရဲ့ဝင့်ညီဆေးပင်ရဲ့နာမည်ကဘာလဲဆိုပြီးမေးလိုက်ပါတယ်ဂူပေကလည်းဟုတ်အဲ့ဒါလားကျွန်တော်မမေ့ပြီအဲ့ဒါကိုရေခဲကျင်စင်းလို့ခေါ်တယ်ဖုံကိုင်းကောင်းဆောင်ကလည်းရေခဲကျင်စင်းလားဒါဆိုငါတို့လောက်ရမှာကရေခဲကျင်စင်းလိုမျိုးခြီဆွဲရင်ထုတ်ပေးတဲ့ဟာကိုရှားရမှာပဲ MC ကလည်းပျော်သွားပြီးတော့အိုးအဲ့လိုမျိုးဟာကြီးလည်းရှိရလားဖုံကိုင်းကောင်းဆောင်ကလည်းဒါပေါ့ရှိရပေါ့အဲ့ဒါကိုရေခဲကြောက်စိန်လို့ခေါ်တယ်အဲ့ဟာကလည်းရေခဲကျင်စင်းလို့ပဲသူ့မှာအေးမြတဲ့ရေခဲခြီဆွဲရင်နေရှိတယ်ဒါပေမဲ့အဲ့ဒီရေခဲကြောက်စိန်ကိုရဖို့ကအဲ့ဒါကတော်တော်လေးရှားတော့ပတ်စံနေတာကိုလွယ်နဲ့ရှာလို့ရမယ်မထင်ဘူးကွအဲ့ဒီအချိန်မှာဟွာရင်ကရှင်းတို့ပြောနေကြတဲ့ရေခဲကြောက်စိန်ကအဲ့ဟာရှိတဲ့လူကိုကျမတိရဆိုပြီးပြောပြလိုက်ပါတယ်အဲ့ဒီအချိန်မှာ MC နဲ့ဖုံကိုင်းကောင်းဆောင်ကလည်းပြောရှင်သွားပြီးဟုတ်လားမမလေးဟွာရင်အိုးဟိုဒါကတည်င်းကောင်းမဲအဲ့ဒါကဘာလို့လဲဟွာရင်ကဆိုတော့ကျမဘယ်လိုပြောရမလဲအဲ့ဒါကသူတို့တွေကပေါင်းမင်တချို့ပါဒါမှမဟုတ်ဘာကြီးပဲဖြစ်ဖြစ်လေ MC ကလည်းဟွာရင်ရဲ့အဲ့ဒီပုံစံကိုမြင်ပြီးအလုံးလန့်နေပါတော့တယ် MC ရဲ့စိတ်ထဲမှာတော့ရက်ခမကြီးကတော့တကယ်ပါပဲအဲ့တုန်းကဘာလို့အဲ့လိုပြောရတာလဲအဲ့ဒါကဘာလဲဆိုတော့တိုင်းလောကရဲ့ပန်းသုံးပွင့်နေရတဲ့ပွင့်ဖြစ်တဲ့ဟွာရင်ကို MC ကပေါင်းမင်လို့ခေါ်တဲ့အကြွက်ကြောင့်ဟွာရင်ရရွေးလိုက်ပြီးအခြားပန်းနှစ်ပွင့်ဖြစ်တဲ့သူတွေကိုလည်းပေါင်းမင်လို့ခေါ်လိုက်ခြင်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာဖုံကိုင်းကောင်းဆောင်ကအဲ့ဒီရေခဲကြောက်ဆိုင်ရှိတဲ့ပေါင်းမင်ရဘယ်မှာလဲဆိုပြီးမေးလိုက်ပါတယ်ဟွာရင်ကလည်းအဲ့ဒါကတိုင်းလောကရဲ့ပန်းပွင့်လေးသုံးပွင့်နေရတဲ့ဝင်းဖြစ်တဲ့မီးတော့ဘီယမလေးစန္ဒပါဆိုပြီးပြောပြလိုက်ပါတယ်သူမကနမ်ကုံဆိုးပါသူမကနမ်ကုံခိုင်းရဲ့သမီးတစ်ယောက်ပါကျမကြားတာတော့သူ့မှာရေခဲကြောက်စိန်ရှိတယ်တဲ့ဒါပေမဲ့သူကအဲ့ဒါကိုမလိုဘူးတဲ့ MC ကအိုးဒါကအလုပ်ဖြစ်သွားတာပေါ့အဲ့ဒီအချိန်မှာဘေးကနေပုတ်တင်ကောင်လေးကခူးခူးခူးဆိုပြီးပြောလိုက်ပါတယ်ဟွာရင်ကသူဘာတွေပြောနေရလဲ MC ကလည်းကြည့်ရတာသူ့ရဲ့ဒဏ်ရာရနေတဲ့တငယ်ချင်းလေးကိုမြ мян ကုကိုင်းနေရထင်တယ်ဆိုပြီးပြောလိုက်ပါတယ်ကဲတောက်တဲ့ကိုကုကြီးမှစကားလေးဆက်ပြောကြရအောင်အခုတော့သွားကြတာပေါ့ဟွာရင်ကဟုတ်ပါပြီဆိုရုံအဲ့ဒီကောင်လေးကိုကြည့်ရတာတော်တော်အလင်းလေးနေရဲ့နင်ပြောလို့လောက်တာကောင်းလိမ့်မယ် MC ကမတော်ခင်လေးမှာဒဏ်ရာရနေတဲ့ပုတ်တင်ကောင်လေးကိုတစ်ချက်လောက်ကြည့်လိုက်ပြီးတောက်တဲ့တွေကအဲ့အချိန်မှာဟောရင်ကပုတ်တင်တွေကသူတို့ရဲ့အမီးတွေကိုဖျက်လို့ရရလို့ကြားတယ်
ဒါဆိုဘာလို့ဒီတော့အခြေအနေဆိုတဲ့အထိကိုနေနေရလဲ MC ကမန်တော့မှန်ပါတယ်ဒါပေမဲ့အဲ့လိုမဖြစ်နိုင်တဲ့အခြေအနေတွေလည်းရှိတယ်အိမ်မြောင်တွေကသူတို့ရဲ့အမီးတွေကိုဖျက်လိုက်တဲ့အချိန်ကိုအော်တိုထိုမီလို့ခေါ်တယ်ပြီးတော့မျိုးစိတ်တွေအလိုက်သူတို့ရဲ့စွမ်းရည်တွေကလည်းမတူညီကြဘူးအချို့ကောင်လေးတွေကသူတို့ရဲ့အမီးတွေကိုဖျက်နိုင်ပြီးအစ်စ်ပြန်ထွက်လာအောင်မလုပ်နိုင်ကြဘူးအချို့ကတော့လေအီကိုလဲပြီးပြန်ချီးသွားနိုင်အောင်လဲလုပ်နိုင်ကြတယ်တချို့တွေကြတော့လေနှစ်ခုလုံးမလုပ်နိုင်ကြပြန်ဘူးအဲ့ဒါကြောင့်ဒါကမန်းကြီးလို့မရဘူးတေချာစစ်စစ်ကြီးမှရမှာအဲ့ဒါကြောင့် MC ကကျွန်တော်တို့တေချာအတီးပြုပြီးမှကျွန်တော်တို့ဖျက်ရမယ်အဆက်လေးကိုရှာပြီးတော့အဆက်လေးကိုဖြုတ်ဖို့အတွက်လက်နဲ့ဖိထားပေးရမယ်ဟွမ်ရလည်းဖြုတ်လို့ရမယ်အဆက်ဟုတ်လားဆိုပြီးမေးလိုက်ပါတယ် MC ကလည်းပုတ်တင်ရဲ့အမီးကကြိုက်လို့ဖျက်လို့ရတဲ့ပုံပေါ်ပေမဲ့သူ့မှာဖျက်ထုတ်လို့ရမယ့်နေရာတက်တက်ရှိတယ်တကယ်ဆိုသူတို့ရဲ့ဖျက်တဲ့အဆက်လေးတွေကသူ့နေရာနဲ့သူပုံတီအမြဲရှိနေလို့ကျွန်တော်တို့တွေကဖြုတ်လို့ရတဲ့အဆက်တွေလို့ခေါ်တာဟွာရင်ကသူတို့တွေကအစိတ်ရှိတဲ့အမျိုးအစားတွေမဟုတ်တော့ငါကပုတ်တင်တွေရဲ့အကြောင်းကိုတိတ်မသိဘူးဒါပေမဲ့နင်ဒီလောက်အများကြီးကိုဘယ်လိုသိရလဲဆိုရုံအံ့ဩစရာကောင်းလိုက်တာ MC ရဲ့စိတ်ထဲမှာတော့ပြောတော့ကတော့ယုံကြည်ချက်ရှိရှိနဲ့ပြောလိုက်တာပဲဒါပေမဲ့အမီးကပုတ်နေပြီဆိုတော့ခွဲစိတ်မှုကအဆင်ပြေပါမလားမသိဘူးဘာပဲဖြစ်စမ်းကြည့်ရမှာပဲလေမေးလုံးနိုင်ပါတယ် Spicy Fabra ဆိုပြီးကိုအားပေးလိုက်ပါတယ်ဖုန်ကိုင်းကောင်းဆောင်ကလည်းထင်သားအထက်တော်တော်ကြာဘဲတော့ဆိုပြီးပုတ်တင်လေးကိုပြောနေပါတယ်ပုတ်တင်လေးကလည်းဖုန်ကိုင်းကောင်းဆောင်ဂူဂူဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ဖုန်ကိုင်းကောင်းဆောင်ကစစ်တီတော်လေးရေအဲ့ဒီပုတ်တင်လေးဘာဖြစ်နေပြီလဲဆိုပြီးမေးလိုက်ပါတယ် MC ကလည်းတခင်ဖုန်အဲ့ဒါကကန်ကောင်းလို့အဆင်ပြေသွားပြီကျွန်တော်တို့သူ့ကိုတေချာလေးဆောင်းရှောက်ရင်သူပြန်ကောင်းလာမှာပါဆိုပြီးပြောလိုက်ပါတယ်ပုတ်တင်လေးကလည်းဝမ်းတာမြဲတွေကြာနေပြီ MC ကဟာမင်းအဲ့လောက်တောင်ပြောတာလားဖုန်ကိုင်းကောင်းဆောင်က MC ကိုကြည့်နေပြီဖုန်ကိုင်းကောင်းဆောင်ရဲ့စိတ်ထဲမှာတော့ဒီကောင်လေးကသူ့ကိုပိုကြည့်လေသူကပိုပြီးအံ့ဩစရာကောင်းလာလေပဲဆိုပြီးဒီလိုခွဲစိတ်မှုကြီးကိုပြီးရဲ့နောက်မှာရက်အနေငယ်လောက်သူ့နာမနေပြီးသူ့ရဲ့အခြေအနေကိုစောင့်ကြည့်ဖို့အဆုံးဖြတ်လိုက်ပါတယ်ရက်အနေငယ်ကြာပြီးရဲ့နောက်မှာတော့ MC တို့ကပုတ်တင်ကောင်လေးတွေစီကိုပြန်လာခဲ့ပြီး MC ကပုတ်တင်လေးတွေကိုကြည့်ပြီးစိတ်ထဲမှာတော့သူတို့ကကြောင်လေးတွေတောင်မဟုတ်ဘူးသူတို့ကပါပီအိမ်မြောင်လေးတွေကဆိုပြီးတွေးနေပါတယ်ကြည့်ရတာဒဏ်ရာရနေတဲ့အကောင်လေးကလည်းအားနေနေပြန်ရလာပြီထင်တယ်ကဲဒါဆိုရင်ငါတို့တွားလိုက်အောင်မယ်နော်အဲ့ဒီအချိန်မှာပုတ်တင်ကောင်လေးကလည်းခူဆိုပြီးပြောလိုက်ပါတယ် MC ကဒီတိုင်းကြီးတွားမလို့မဟုတ်ပါဘူးမင်းတို့အတွက်အစားအစာတွေတွားယူပြီးရနဲ့ပြန်လာခဲ့မှာအဲ့ဒါကြောင့်မင်းတို့ရဲ့ချီစွမ်းတစ်စစ်လေးကိုထိန်းထားပေးပါဟုတ်ပြီလားပုတ်တင်လေးတွေကလည်းဟုတ်ပါပြီဆိုတဲ့အထာနဲ့ခူဆိုပြီးပြောလိုက်ပါတယ် MC ကကဲဒါဆိုငါတို့ထန်ကိုင်းကိုပြန်ရရအောင်ရေခဲကြောက်စိမ်းကိုပြန်ယူဖို့အတွက်အဲ့ဒီလိုနဲ့ MC တို့ကထန်ကိုင်းကိုပြန်လာခဲ့ပြီး MC တို့မရောက်ခင်တည်င်းရှိုးရောက်လာခဲ့ပါတယ်ပြီးတော့အဲ့ဒီတည်င်းတွေထဲမှာအကြီးဆုံးတည်င်းကမလွဲအေကန်သွေးကိုင်းရဲ့တည်င်းပဲဖြစ်ပါတယ်မြူရီရဲ့မဟာမိတ်တွေထဲမှာနေဝင်နေတဲ့စပိုင်နီကိုရှာဖွေတွေ့ရှိပြီးရဲ့နောက်မှာသူတို့ရဲ့စစ်တီတော်တွေကအဲ့ဒီလူမွေးထားတဲ့ဇီးကွက်တွေရဲ့နောက်ကိုလိုက်ပြီးဘာတွေ့တော့လဲထင်တယ်အဲ့ဒီဇီးကွက်ကစစ်တီတော်တွေကိုသွေးကိုင်းရဲ့စကန်စီကိုခေါ်တော့တာတစ်ချိန်တည်းမှာပဲတက်သားတွေကတိုင်းလောကရဲ့မဟာမိတ်တွေစီကိုရောက်လာတယ်ပြီးတော့ကျွန်တော်တို့ဘက်ကနေအစင်းကြားရီမွေရဲ့အစိတ်ကိုသူတို့စီကိုပို့ပေးလိုက်တယ်သူတို့ရဲ့စကန်တွေကိုတောဝင်တိုက်တုံးကအစိတ်တွေကတော်တော်လေးအသုံးဝင်ခဲ့တယ်လို့ကြားတယ်အဲ့ဒါကြောင့်မဟာမိတ်အဖွဲ့ခေါင်းဆောင်ကြီးကကြီးစုတင်တဲ့စာအုပ်တော်လက်ရည်နဲ့ကိုယ်တိုင်ရေးခဲ့တာငါကတော့မင်းအတွက်ဂုဏ်ယူတယ်ဆိုရုံရေးဆိုပြီးပြောလိုက်ပါတယ်ဒါနဲ့မင်းအဲ့ဒီထူးဆန်းတဲ့ပုတ်တင်ကိုဖမ်းမိခဲ့လားငါလည်းအဲ့ဒီအစိတ်သက်တော်ရဲ့ဥယျာဉ်ဘလို့ပုံစံရှိလဲဆိုတာတွားကြည့်အောင်ပါပဲMC ကအော်အဲ့ဒါကပြောရရင်လေကျွန်တော်တို့အဲ့ဒါကိုတော့ဝက်လောက်တော့ဖမ်းမိပြီချောဆန်းကနားမလဲရကြောင်းဟွာရင်ကဖြစ်ကြောက်ကိုစီကိုအကုန်ရှင်းပြလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာချောဆန်းရေခဲကြောက်စိန်အဲ့ဒီအချိန်မှာဟွာရင်ကအဲ့ဒါကြောင့်တမီးတို့အတူအန်ဝေးစီရစုကိုသွားမလို့စီစီနားတဲ့အဖေနမ်ကောင်းကိုင်းကိုသွားမလို့ပါသွားလို့ရလားအဖေဆိုပြီးမေးလိုက်ပါတယ်ချောဆန်းကလည်းသွားလေအဲ့ဒီကိုလည်းပို့စရာတခုရှိသေးရဲ့ဆိုတော့အဆင်ပြေသွားတာပေါ့တွေးကိုင်းကြောင့်အချိန်တွေကအဆင်မပြေဖြစ်နေတာဒါပေမဲ့ငါ့တမက်လေးကမင်းနဲ့ပါသွားရဆိုတော့လေအဖေကအေးစီနားလို့ရတာ MC ရဲ့စိတ်ထဲမှာတော့ဒါကမတိမတာနဲ့အိမ်မှုကိစ္စကြီးခန်းနေနီးလားဆိုပြီးစိတ်ပြက်နေပါတော့ချောဆန်းနေပါအောင်အခုမှစဉ်းစားကြည့်ရင်ငါတို့ပြောနေတဲ့နမ်ကွန်ကိုင်းဆိုရင်အခုတော့အဲ့မှာမရှင်းမလင်းဖြစ်နေတဲ့ကောလာဟာလာတွေကပြန့်နေတယ်ဒီအချိန်မှာနမ်ကွန်ကိုင်းရဲ့အနီးကတောင်တန်းဝါစီကိုမြင်ကွင်းကပြောင်းသွားပါတယ်အဲ့ဒီအချိန်မှာလူတယောက်ကမင်းတကယ်ပြောနေရလားနောက်တစ်ယောက်ကလည်းဟုတ်ပါတယ်ဒါအမှန်ပဲနမ်ကွန်ကိုင်းကတခင်မလီကတကယ်တော့အဲ့ဒီအချိန်မှာဟိုလူရတယ်ဟာမဟုတ်တာတွေကွာရိုင်းလိုက်တဲ့ကောလာဟာလာတွေပါကွာတိတ်ကမရှိလိုက်တာကွာမင်းဆိုပြီးပြောလိုက်ပါတယ်နောက်တစ်ယောက်ကအဲ့ဒါကမန်နေရင်အောင်အဲ့ဒီအချိန်မှာတကူကူကိုတွေးလိုက်ပြီးနင်းုံအဲ့ဒါကဘာကြီးလဲဟာအဲ့ဒီအချိန်မှာအဲ့ဒီလူနာကိုတွားလိုက်ပြီးဟေးလူထားပါဦးတေးတွားပြီလားမသိဘူးရအောင်အဲ့ဒီအချိန်မှာအဲ့လူရဲ့မျက်နှာကိုကြည့်လိုက်ပြီးအဲ့လူဟာဟီဆိုပြီးဖြစ်နေပါတယ်ဘေးနားလူနှစ်ယောက်ကလည်းကြောင်နဲ့ကြည့်နေပြီးဟာဒီလူကမူးနေရလားဟာဘာလဲဘာဖြစ်အရင်ဆုံးသူ့ကိုရွာထဲကိုပြန်ခေါ်တော့ကြရအောင်အဲ့ဒီအချိန်မှာလူတစ်ယောက်ကတစ်ပင်နောက်ကနေသူတို့ကိုချောင်းကြည့်နေပါတယ်အဲ့ဒီလူရဲ့တကူလုံးကလည်းအော်ရာတွေအပြည့်နဲ့ဖြစ်နေပါတယ်ဒီအပိုင်းကတော့ဒီမှာပဲပြီးဆုံးသွားပါတယ် VPN နဲ့ကြည့်ပေးတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ် chapter ရဲ့အစမှာတော့ဘယ်သူမှမသိရဲ့လူတစ်ယောက်ကလာရောင်အောင်မှာတိုင်းလေးကျင့်နေပါတယ်အဲ့ဒီသူကငါတရွတ်တွေအကုန်လုံးကိုမဖျက်လိုက်နိုင်ဘူးငါထက်လေးကျင့်ဖို့လိုနေသေးရလားအဲ့ဒီအချိန်မှာအနောက်ကနေကောင်းမလေးတစ်ယောက်ကရောက်လာပြီးအမပြန်ကြမယ်လို့
နောက်ကျရင်အဆူခံရမှတေးကြတယ်အဲ့ဒီကောင်မလေးကတော့နန်ကွန်ကိုင်းကနန်ကွန်အုံးပဲဖြစ်ပါတယ်နန်ကွန်အုံးကဒီတစ်ခေါက်မိရင်အဖေကငါ့ကိုပါစုမှာဒါကြီးကောင်းတာကတော့ကောင်းပါတယ်ဒါပေမဲ့ဒီမိသားစုရဲ့တမီးကြီးတယောက်အနေနဲ့အမကကိုကိုဂရုစိုက်ရမယ်လေအဲ့ဒီကောင်မလေးကတော့နန်ကွန်ကိုင်းရဲ့အကြီးဆုံးတမီးမိတော့ပြေမလေးဖီယိုနီနန်ကွန်မဆိုးပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာနန်ကွန်ဆိုးကတခုခုဖြစ်သွားပြီးနန်ကွန်အုံးကအမဘာဖြစ်တာလဲအဆင်ပြေရလားဆိုပြီးတော့မှအပြေးလွှားသွားလိုက်ပါတယ်တစ်ဖက်မှာတော့လွန်ကဲတော့ချီစွမ်းရင်တွေ့ဖယ်ခြင်းအစကတော့မိသားစုကလူတွေကဒါကိုကောင်းကြီးတစ်ခုလိုပဲမဲ့ယူကြတာပေါ့ချီလန်းချောင်းတွေကခက်ကြကြပွင့်နေတဲ့အတွက်ကြောင့်ကိုရီးယားစွမ်းရည်တွေတိဆောက်တာမြန်လာတယ်ပြီးတော့အဲ့ဒီတက်စင်တဲ့ချီစွမ်းရည်လန်းချောင်းတွေကိုပိတ်မဲ့အရာတွေကလည်းမရှိဘူးဆေးစီရတယောက်ကသူ့ရဲ့သွေးအမတ်တွေအများကြီးကပွင့်နေတယ်အဲ့ဒါကြောင့်သူ့ရဲ့ချီစွမ်းရည်တွေကိုသူကခက်မြန်သုံးနေတယ်အဖိုးကြီးတယောက်ကလည်းတခြားဘာနီလန်မှမရှိတော့ဘူးလားဆေးစရာကလည်းသူရေစွမ်းရည်ကိုလိုအပ်တယ်။သူမရဲ့ခြီစွမ်းရည်အကုန်အသုံးမခံရခင်ဝင်အသုံးခံရမယ်တန့်စင်မီအားကြီးရဲ့ရေစွမ်းရည်တွေကိုလိုအပ်တယ်။မဟုတ်ရင်တော့သူ့အသက်တိုလိမ့်မယ်။ဒီဘက်မှာတော့နန်ကွန်အုံးကအမအဆင်ပြေလား။နန်ကွန်ဆိုးကလည်းငါအဆင်ပြေရဲ့အုံးအခုတော့ပြန်ကြရအောင်။အုံးကလည်းတေချာရဲ့လားအမဆိုးကမီးအိမ်ုံကြည့်လိုက်ပြီ။ငါအဲ့ဒီမီးအိမ်တွေကလောင်ကျွမ်းနေရဲ့စီလိုပဲ။ငါကစီကုံသွားတာနဲ့ပြက်ွယ်သွားရမယ့်အရာပဲဆိုပြီးတွေးနေပါတယ်ငါမြန်မြန်လေးလုပ်ရမယ်ပြီးတော့အနည်းဆုံးငါရှင်ပြန်တားတိုင်းကိုမြန်မြန်လေးတက်အောင်လုပ်ရမယ်ဒီခန္ဓာကိုယ်ကြီးလောင်ကျွမ်းပြီးမပြက်ွယ်သွားခင်ငါမြန်မြန်လုပ်ရမယ်ဆိုပြီးလမင်းကြီးကိုကြည့်ပြီးတွေးနေပါတယ်တစ်ဖက်မှာတော့ MC တို့ဟာလေကြီးကိုစီးပြီးရက်စီမြစ်ကြောင်အတိုင်းစံတက်နေပါတယ်အဲ့ဒီအချိန်မှာဂူပေကတကယ်ဆိုရုပ်ရည်ကြည့်ပါအောင်အဲ့ဒီမှာလက်ပိုင်နေဆိုပြီးပြလိုက်ပါတယ် MC ရဲ့စိတ်ထဲမှာတော့ရက်စီမြစ်အဲ့ဒီလက်ပိုင်တွေလားအဲ့ဒါတွေကဒီမှာရှိနေတာဟာငါမျက်စိကိုတော့မယုံနိုင်ဘူးအဲ့ဒီမျိုးတုံးဝါတဲ့တက်တော်ဝါတွေကိုဒီမှာပြန်တွေ့ရလိမ့်မယ်လို့မထင်ထားဘူးငါကပိုးကောင်တွေနဲ့တော်ရတက်တော်ဝါတွေကိုကြိုက်ပေမဲ့လက်ပိုင်လေးတွေကလည်းတခုခုတော့တခုခုပဲဟွာရင်ကငါတို့ရဲစီမြေတောက်လျှောက်တော့ရင်ငါတို့ဝူဟန်ကိုရောက်လိမ့်မယ်အဲ့နေရာကအတိုင်းလောကရဲ့မဟာမိတ်တွေရှိတဲ့နေရာပဲ MC ကလည်းမမလေးဟွာရင်ရောက်ကမကြီးရဲ့အမိတ်တွေကကျွန်တော်တို့ဝူဟန်မှာအစင်ကြရီမူရဲ့အစိတ်တွေကိုတောက်ပို့ရမှာမဟုတ်ဘူးလားအဲ့ဒါပြီးရင်ကျွန်တော်တို့လုံခြုံတဲ့နေရာကိုရောက်ရင်လေဘောကဆင်းရမှာနော်ဟွာရင်ကလည်းဟုတ်တယ်ဆိုရုံဒီလောက်လုံးနေဆိုငါတို့ဟိုမြန်မြန်ရောက်တော့တယ်တငယ်ချင်းတို့ရေဒီဗီဒီယိုလေးကို VPN နဲ့ကြည့်ပြီးုံနဲ့ကျွန်တော်ကိုကူညီနိုင်ပါပြီခင်ဗျာဆက်လန်းကိုပြန်ဆက်ရမယ်ဆိုရင်တော့ MC อ่ะဒါပေမဲ့မလေးကျွန်တော်စိတ်ပူနေရတခုရှိရယ်အဲ့ဒီရေခဲကြောက်စိမ်းကအဲ့ရောက်တော့အဖိုးတန်နေနိုင်ကွန်ကိုင်းကကျွန်တော်တို့ကိုမလေးပြောလို့လွယ်လွယ်နဲ့ပေးပါမလားကျွန်တော်ဘလောက်ပဲတွေ့အဲ့ဒါကြီးကတော်တော်လေးစိတ်ရှုပ်ဖို့ကောင်းတယ်ဟွာရင်ကလည်းငါ့ကိုယုံလိုက်စမ်းပါဆိုယုံငါပြောခဲ့သလိုပဲအဲ့ဒီရေခဲကြောက်စိမ်းကတခင်မလေးနိုင်ကိုဆိုအတွက်အထူးတုံးမှုအတွက်ထုတ်ထားတာငါတရက်တလောက်တော့တူကအဲ့ဒါကိုစားမှဖြစ်မှာဒါပေမဲ့ရေခဲကြောက်စိမ်းကစားလို့မရဘူးလေငါတို့မှလည်းအဲ့ဒါရှိနေတော့ငါတို့အဲ့ဒါနဲ့လဲလိုက်ရင်သူတို့ကငါတို့ရေခဲကြောက်စိမ်းကိုတေချာပေါက်ပေးလိမ့်မယ်ပြီးတော့အဲ့ဒါဟာစားလို့ရတယ်လေမဟုတ်ဘူးလား MC ကမလေးပြောရလဲမမားပါဘူးဒါပေမဲ့ MC ရဲ့စိတ်ထဲမှာတော့အဲ့ဒီရေခဲကြောက်စိမ်းကအဆင်ပြေပါမလားမသိဘူးအိမ်မြောင်တွေကသွေးအေးတက်တော်ဆိုတော့သူတို့အေးတဲ့အရာတွေကိုတိတ်မကြိုက်ကြဘူးပြီးတော့ငါသူတို့ကိုတိတ်မသေးကြတဲ့ဟာကြီးကိုကြွေးရမှာဆိုတော့စိတ်ခံစားချက်ကတိတ်ကောင်းမနေဘူးအဲ့ဒါကြောင့် MC ကမလေးဟွာရင်မလေးပြောတာအဲ့ဒီရေခဲကြောက်စိမ်းမှာရင်စွမ်းရင်ရှိရဆိုတာအဲ့ဒါဘာကိုပြောချင်တာလဲကျွန်တော်အဲ့ဒီရင်နဲ့ရင်စွမ်းရင်ကိုကြားဘူးတာတော့ကြားပါပြီဒါပေမဲ့အခုထိတိတ်နားမလဲသေးဘူးဟွာရင်ကဒါကလေအရေးကြီးတဲ့တိုင်းပညာပြည့်ယူနည်းဆိုတော့ငါရှင်းပြမယ်တေချာနားထောင်ပြီးမှတ်ထားရင်ခြီစွမ်းရင်ကရင်မီးတောက်ကိုဖန်တီးရဲ့ခြီစွမ်းရင်ပဲပြီးတော့မိုးကောက်ကင်နဲ့မြေကြီးမှာရှိတဲ့ခြီတွေထဲမှာအဲ့ဒီခြီစွမ်းရင်ကနင်းမြုပ်ခြင်းနဲ့စုဆောင်ခြင်းဆိုတဲ့ခြီဖြစ်တယ်ပုံမှန်အားဖြင့်ရင်စွမ်းရင်ကတက်ရှိတကောင်ရဲ့လှုပ်ဆောင်ချက်တွေကိုဖိနှိပ်တယ်အမောင်ထုအေးဆက်မှုကြောက်ရွံ့မှုတွေအကုန်လုံးကရင်စွမ်းရင်တွေပဲအဲ့ဒါကြောင့်အေးဆက်တဲ့စွမ်းရင်ကရင်စွမ်းရင်ကိုဆိုလိုတာပဲMC ကလည်းဒါဆိုရင်စွမ်းရင်ကစိုးတာလားဟွာရင်ကအဲ့လိုလည်းမဟုတ်ပြန်ဘူးရင်စွမ်းရင်နဲ့ဆန့်ကျင်ဘက်ရန်စွမ်းရင်ကြတော့ရန်မီးတောက်ကိုဖန်တီးတယ်ဒါပေမဲ့အဲ့ဒီစွမ်းရည်တွေအရန်များလာရင်တက်ရှိတွေရဲ့လှုပ်ဆောင်ချက်ကိုမြန်အောင်လုပ်ပြီးတော့အသက်ကြီးရမြန်တာတို့စွမ်းရည်ကုန်ခန်းတာတို့ဖြစ်စေတယ်ပြီးတော့အိမ်မြောင်လေးနှစ်ကောင်ကအေးတဲ့စွမ်းရည်ကိုလိုနေရတာကလည်းသူတို့ရဲ့ခန္ဓာကိုယ်ကအေးစွမ်းရည်ဖြစ်နေလို့ပဲအဲ့ဒါကြောင့်သူတို့တွေကရင်စွမ်းရည်ကိုစုပ်ယူပြီးကြီးထွားလာကြတာ MC ကဒါပေမဲ့ရင်နဲ့ရန်ကညီနေရမှာမဟုတ်ဘူးလားအဖိုးနဲ့အမဓာတ်လိုမျိုးလေသူတို့စီမှာရေစွမ်းရင်ကြီးပဲရှိနေအဲ့လိုအချိုးညီအောင်ဘယ်လိုလုပ်လဲအဲ့ဒီစကားကြောင့်ဟွာရင်ရရှက်သွားပြီငါလည်းမသိဘူးလေငါတို့နောက်မှာအဲ့ဒီအချိုးညီရဲ့ရင်နဲ့ရန်စွမ်းရင်ကိုဘယ်လိုရှာလဲကြည့်ရအောင်လေဆိုပြီးရှက်ရှက်နဲ့ပြောလိုက်ပါတယ် MC ကလည်းအဲ့ဒီအချိန်မှာသဘောပေါက်သွားပြီမလေးဟွာရင်ကျွန်တော်အဲ့ဒါကိုမဆိုလိုပါဘူးနော်အဲ့ဒီအချိန်မှာဂူပေကကျွန်တော်တို့ရောက်ပါပြီတင်မိုးပေါ်ကဆင်းဖို့အတင်းပြင်ကြမယ်အဲ့ဒီအချိန်မှာ MC တို့ကဝူဟန်ကိုရောက်လာခဲ့ကြပြီဟွာရင်ကျမတို့ကစီချွန်တန်ကန်ရထန်ဟွာရင်မှာမာထားတဲ့ပစ္စည်းတွေကိုယူလာခဲ့ပါတယ်လာကြိုတဲ့လူတယောက်ကလည်းဘူကြီးကစောင့်နေပါတယ်အဲ့ဒါနဲ့ MC တို့ကလည်းပစ္စည်းပိုးဝဲမဲ့နေရာကိုတွားကြပြီ MC ရဲ့စိတ်ထဲမှာတော့ဆိုတော့ဒါကအတိုင်းလောကရဲ့မဟာမိတ်အဖွဲ့ပေါ့ခန်းထားလိုက်တာအဲ့ဒီအချိန်မှာ MC တို့အနီးနားလူတစ်ယောက်ကဟေးကျေးဇူးပြုပြီးငါ့ကိုလွတ်လိုက်ပါတော့စပင်မဲနဲ့ရောက်ကတိုးလိုက်တော့ဖိနေတာငါကသူ့ကိုတင်ခန်းစာပေးမလို့နေနေလေးပဲလို့တော့တာအဲ့ဒီကောင်မလေးရတယ်
မဟာမိတ်အချင်းချင်းရန်စားလို့မဖြစ်ဘူးလေဟဲဆိုပြီးတားနေပါတယ်ခေါင်းစည်းအဖြူနဲ့တယောက်ကလည်းဟုတ်တယ်စောင်းဟုမင်းကအချက်လက်တွေကိုတေချာမကြည့်ပဲတစွတ်ထိုသွားလောက်လိုက်တာဟုတ်စပင်အမဲနဲ့တယောက်ကလည်းတစွတ်ထိုဟုတ်လားငါကတခင်မလေးရဲ့ဂုံတိခါကိုကာကွယ်ပေးနေတာကွာအဲ့ဒီအချိန်မှာစပင်အမဲနဲ့တယောက်ကလည်းဟွာယူမြင်သွားပြီးဒါကအစိတ်ပန်းလားခေါင်းစည်းအဖြူနဲ့တယောက်ကငကနိုင်ဓာတ်မမိန်းကလေးကဖိနစ်ဓာတ်ဖြစ်ပြီးစပင်အမဲနဲ့တယောက်ကတော့ငကားလန်ပဲဖြစ်တယ်ဟွာရင်ကငကားစာမဏီတွေးဆုံဝယ်ကြီးပြီးတော့အခုပြန်ဆုံရတာပထမဆုံးအချိန်ပေါ့အားလုံးပဲအဆင်ပြေကြရဲ့လားငကားလန်မင်းကိုတွေ့ရတာတကယ်အချိန်ကောင်းပဲမတွေ့ရတာကြာပြီနော်အစိတ်ပန်းလေးတိုင်းလောကမှာဆိုရင်အရေးချင်းကောင်းကောင်းရှိတဲ့လူတွေကပဲငကားတို့ဖိနစ်တို့လိုမျိုးဂုံပုတ်မျိုးရတာအဲ့ဒါကြောင့်သူတို့တွေအကုန်လုံးကအစိမ့်မြင့်တိုင်းပညာရှင်တွေဖြစ်တယ်အဲ့ဒီအချိန်မှာဖိနစ်ဒါအချိန်ကောင်းပဲကျမတို့မေးစရာရှိလို့ရှင့်အကြောင်းထူးဆန်းတဲ့ကောလာဟာလည်းထွက်နေတယ်ဟွာရင်ကလည်းကျမအကြောင်းဟုတ်လားဖိနစ်ငယ်ကလည်းဟုတ်တယ်မဖြစ်နိုင်တဲ့ကောလာဟာကြီးပါအဲ့ဒါကရှင်းမှာချစ်တူရှိနေပြီတဲ့ဟွာရင်ကလည်းကျမမှာချစ်တူဟုတ်လားဆိုပြီးကြောင်တော်လေးနဲ့ကြည့်နေပါတယ်ငကားလန်ဟုတ်တယ်လေစစ်တီတို့တွေအကုန်လုံးကအဲ့ဒါကိုပြောနေကြတာအဲ့ဒါကြောင့်ကျွန်တော်လေသူတို့မဟုတ်တာတွေပြောတာကိုရအောင်မမလေးဂုံတိခါကိုကာကွယ်တဲ့အနေနဲ့သူတို့စိန်ခေါ်ဖို့လုပ်တည်းရဲ့အခြားဘာအကြောင်းတွေတော့မရှိပါဘူးကျွန်တော်တို့အတူတူတိုက်ခိုက်ခဲ့ကြတဲ့ရဲဘော်တွေပဲလေအဲ့ဒါကြောင့်မမလေးရဲ့ဂုံတိခါကိုကာကွယ်ဖို့အဲ့ဒီအချိန်မှာဟွာရင်ကကိုလာဟာလာတွေကအမားတွေပါငကားလန်တွေ့လားငါတိတာပဲနေုံမဟုတ်သေးဘူးခုနမဟုတ်တာပြောတဲ့စစ်တီတော့ငါသွားပြီးပညာပြရမယ်အဲ့ဒီအချိန်မှာဟွာရင်ကအဲ့ဒီကောလာဟာလာတွေကိုကျမအမှန်ပြန်ပြင်ပေးပါမယ်ဆိုပြီးမှ MC ကိုတူပင်နာကိုခေါ်ထုတ်ခဲ့ပါတယ်ပြီးတော့ကျမမှာချစ်တူမရှိပါဘူးကျမမှာတဒိုးသားလောင်းပဲရှိရသူကကျမရဲ့တဒိုးသားလောင်းလေးစိုးယုံမှာဆိုပြီးပြလိုက်ပါတယ်ဖိနစ်ဒါတဒိုးသားလောင်းလားသူ့ကိုကြည့်ရတာတော်တော်ငယ်ရပဲနော်ဟွာရင်ကကျမတောင်းမှန်မှန်ရနော်သူ့ကိုကျမစောစောလေးမိတ်ဆက်ထားပေးရမှာဆိုပြီးပြောလိုက်ပါတယ် MC ကလည်းတွေ့ရတာဝမ်းသာပါတယ်ကျွန်တော်ဝိတ်ဆိုယုံမှာကျွန်တော်အားလုံးနဲ့ယဉ်နီးခြင်းပါတယ်အဲ့ဒီအချိန်မှာနဂါးလန်စစ်သူရဲ့ဝေလို့ပြောတယ်နော် MC ကနဂါးလန်ရဲ့ aura တွေကိုချိန်သွားပြီးတော့ဟုတ်ကဲ့မှန်ပါတယ်ဗျအဲ့ဒီအချိန်မှာနဂါးလန် MC ရှိမှဒူးထောက်လိုက်ပြီးကျွန်တော်ကရန်ဆောင်ဟူစင်ချန်ကရန်မိသားစုရဲ့ Spear Dragon ဖြစ်ပါတယ်ပြီးတော့စစ်တီတော်ငယ်လေးငါမင်းကိုတိုက်ခိုက်ဖို့အတွက်စိန်ခေါ်ခြင်းပါတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာကျန်တဲ့ညက်ကလည်းဟာလာပြန်ပြီကွာ MC ကလည်းဟမ်စိန်ခေါ်ပွဲလားနဂါးလန်ကလည်းဟုတ်တယ်ယောက်ျားလေးအချင်းချင်းအဲ့ဒီအချိန်မှာဖီနစ်ဒါကနဂါးလန်ကိုဆွဲခေါ်သွားပြီးဟွာရင်ကလည်းစိန်ခေါ်ပွဲဟုတ်လားဘာဒီပြောနေရလဲဖီနစ်ဒါကလည်းဟုတ်ပါတယ်ဟာတော်လိုက်ပါတော့ဟာနင်းရလဲ MC ရဲ့စိတ်ထဲမှာတော့လူတယောက်ကိုတွေ့ချင်းစိန်ခေါ်တာကအဲ့ဒီအချိန်မှာဖုန်ကိုင်းကစောအကြောင်းကိုတွေးမိသွားပြီငါကဘာလို့အဲ့ဒီလိုလူစူးစမ်းနေနေပဲတွေ့နေရလဲအဲ့ဒီအချိန်မှာကြေကဲဟူရောက်လာခဲ့ပြီဘာတွေဖြစ်နေကြရလဲ MC ကလည်းစီချွန်တန်ခိုင်းကကျွန်တော်ဝိဆိုယုံကစစ်သူကြီးကိုဂါရဝပြုတ်ပါတယ်အဲ့ဒီအချိန်မှာကြေကဲဟူကငကားလန်ရဲ့မျက်ခုတ်ကိုတစ်ချက်လောက်ရိုက်လိုက်ပြီးရန်ဆောင်ဟူမင်းငါတို့ဧည့်သည်တွေကိုမင်းဘာလုပ်နေရလို့ထင်လဲအဲ့ဒီအချိန်မှာကြေကဲဟူက MC ကိုငါမင်းကိုစောင့်နေရတာအသက်တွေလည်းကြီးကုန်တော့မယ်အခုတော့မဟာမိတ်ခေါင်းဆောင်ကြီးရှိတဲ့ကောင်းကင်ဘော်တိုင်းလောကရဲ့ပွဲစဉ်တွေစီကိုတွားကြည့်ကြရအောင်အနောက်မှာကြံခဲ့တဲ့ငကားလန်ကလည်း MC ရဲ့နာမည်ကိုတွတ်တွတ်ရည်ရွတ်ပြီးတော့နောက်မှကြံနေခဲ့ပါတယ်ဒီလိုနဲ့မြင်ကွင်းကကောင်းကင်ဘုံတိုင်းလောကရဲ့ပွဲစဉ်ကိုရောက်ရှိသွားပါတယ်ဟွာရင်ကဆိုယုံငါအဲ့ဒီတွေနေတဲ့ဟော်ကန်ထဲမှာတွားနေလိုက်မယ်နော်ဆိုပြီးပြောလိုက်ပါတယ် MC ကလည်းအာဟုတ်ပါပြီမမလေးဟွာရင်အစီကန်တယောက်ကကျေးဇူးပြုပြီးဒီဘက်ကိုလာပါလက်ဖက်ရည်မဟုတ်ဘူးမဟာမိတ်ခေါင်းဆောင်ကြီးကိုအရင်နှုတ်ဆက်ရပါမယ် MC ရဲ့စိတ်ထဲမှာတော့လူတစ်လေးပါလားကြီးရတာ तू ဘာလို့ဘာကိုင်းရမှန်းမသိသေးဘူးထင်တယ်ကြေကေးဟူကအဲ့ဒီလူကိုငါတို့မင်းကြောက်ဖမ်းမိခဲ့ရလေ तू ကအရင်လူကိုအစားထိုးရတဲ့လူတယောက်လေအရင်ကလူကစပိုင်ဖြစ်နေလို့သူ့အတွက်အခုအစ်စ်တွေဖြစ်နေပြီးစိမ့်နေတည်းရဲ့အစီကံမလေးကမဟာမိတ်ခေါင်းဆောင်ကြီးရှင်စစ်သူကြီးနဲ့ထန်ခိုင်းရစစ်တီတော်တို့ရောက်ရှိလာပါပြီမဟာမိတ်ခေါင်းဆောင်ကလည်းကောင်းပြီလေသူတို့ပေးဝင်လိုက် MC ကစီချွန်တန်ခိုင်းရဝိဆိုယုံကမဟာမိတ်ခေါင်းဆောင်ကြီးကိုနှုတ်ဆက်ကာရပြုတ်ပါတယ်မဟာမိတ်ခေါင်းဆောင်ကလည်းအိုးဟိုမင်းကိုလာခဲ့ခရီးဝဲကနေလာခဲ့ရလို့ပင်ပန်းနေပြီထင်တယ်အဲ့ဒီအချိန်မှာမဟာမိတ်ခေါင်းဆောင်က MCC ကနေတခုခုတွေးလိုက်ပြီးမင်းရဲ့လက်ကောက်ဝင်းနဲ့ခါးနားမှာရှိတဲ့အဲ့အကောင်လေးတွေကလူတကာကိုတော့ရှောက်မကိုက်ဘူးမဟုတ်လားဆိုပြီးမေးလိုက်ပါတယ် MC ကလည်းဟုတ်မကိုက်ပါဘူးခေါင်းဆောင်ကြီး MC ရဲ့စိတ်ထဲမှာတော့သူ့ကိုဒီတိုင်းလောကမှာကိုခံပညာဆရာကြီး၃ယောက်တည်းကတယောက်လို့ပြောကြတယ်ပြီးတော့ तू ကဒီအစိတ်ရှိတဲ့တက်တော်လေးတွေကငါ့ရဲ့ခန္ဓာကိုယ်မှာကပ်ပါလာအောင်လဲချက်ချင်းသိတယ်မဟာမိတ်ခေါင်းဆောင်ကကောင်းပြီထိုင်မအောင်အရေးကြီးတာကိုပဲချက်ချင်းစားလိုက်ကြရအောင်မင်းအစင်ကြားရီမွေရဲ့အစိတ်ကိုယူလာခဲ့လား MC ကလည်းဟုတ်ယူလာပါတယ်ကျွန်တော်မထွက်လာခင်ပြင်နိုင်တဲ့လောက်တော့ပြင်လာပါတယ်ပလင်း3ပလင်းတော့ရှိပါတယ်ကြေကေးဟူကလည်း3ပလင်းတော့ဟုတ်လားကျွန်တော်စီချွန်ထိုင်ခိုင်းမှာတော့အဲ့ဒီအစိတ်ထိုးတဲ့နီးကိုကျွန်တော်ကြည့်လာတည်းရဲ့အဲ့ဒီအစိတ်ကိုရဖို့တော်တော်ကြိုးစားပြီးထုတ်လာရတာလေမဟုတ်ဘူးလားသူတို့အဲ့လောက်အများကြီးကိုပို့ပေးလိုက်လို့ကျေးဇူးပြုပြီးသူတို့ကိုကျေးဇူးတင်စကားပါပေးလိုက်ပါဦးမဟာမိတ်ခေါင်းဆောင်ကမင်းစီချွန်ကထန်ခိုင်းရဲ့တမက်ဖြစ်သွားပြီလို့ငါကြားထားတယ် MC ကလည်းဟုတ်ပါတယ်ခေါင်းဆောင်ကြီးမဟာမိတ်ခေါင်းဆောင်ကမင်းရဲ့မိဘတွေကရော MC ကကျွန်တော်မှာမိသားစုမရှိပါဘူးကျွန်တော်မှာမိခိုးရမယ့်သူလည်းမရှိပါဘူးကြေကဲဟူကကျွန်တော်ကြားတာတော့စစ်တီတော်လေးကိုမတော်တဆမှုတစ်ခုကြောင့်တူရမှန်းကြံနေပျောက်သွားရလို့ကြားတယ်သူထန်ခိုင်းရဲ့လက်အောက်ကိုမရောက်ခင်သူကဟိုင်နန်ကျွန်းမှာတယောက်တည်းနေပြီးမွေတွေကိုဖမ်းရောက်ပါတယ်
မဟာမိတ်ကောင်းဆောင်ကအဲ့လိုလားမင်းတယောက်တည်းနေရတာတော်တော်ခက်ခဲပြီးအထီးကျန်ခဲ့မှာပဲနော် MC ကဟာကျွန်တော်အဲ့လောက်လေအထီးမကျန်ခဲ့ပါဘူးမဟာမိတ်ကောင်းဆောင်ကဒီလိုဆိုတော့ငါမင်းကိုဒီကိုအဓိကခေါ်ရတဲ့အကြောင်းရင်းကမင်းကတွေးခိုင်းမတော်တဆမှုမှာအဓိကနေရာပါဝင်ခဲ့တဲ့အတွက်ငါမင်းကိုစူးကြခြင်းလို့ပါ MC ကစုဟုတ်လားကျွန်တော်လူရဲဟာကိုဟိုတစ်ခေါက်ကဝကြီးကိုပြောပြီးပြီလေမဟာမိတ်ကောင်းဆောင်ကမင်းရှာဖွေတွေးခဲ့တဲ့အရာအရန်ကိုကြီးမားတဲ့အရာပဲဘလောက်တောင်ကြီးမားလဲဆိုအဲ့ဒီတွေးခိုင်းကကပ်ပါကောင်တွေကအလဲပိုင်းလွေမြင်ကိုချိန်မချနိုင်အောင်လုပ်ပေးခဲ့တယ်အဲ့ဒါကြောင့်ဒီလိုလုပ်ရမျိုးကရိုးရိုးစုတွေထက်တောင်ပိုပြီးကောင်းတဲ့အရာတွေရဖို့ထိုက်တန်တယ် MC ကအဲ့ဒါကကျွန်တော်ရဲ့လူတွေကိုသူတို့ရဲ့လက်ထဲကနေကဲဖို့အတွက်ရှာဖွေတွေးရှိခဲ့တဲ့အရာပါအကယ်၍အဲ့ဒါကကျွန်တော်ကိုဂရိပေးထားတဲ့အရာဆိုရင်ကျွန်တော်အတွက်အဲ့ဒါကလုံလောက်ပါပြီဗျအဲ့ဒီအချိန်မှာမဟာမိတ်ကောင်းဆောင်တို့က MC ရဲ့အပြောဆိုကိုအံ့ဩလာပြီမင်းရဲ့လူတွေကိုကယ်ဖို့လုပ်ရင်းကနေရှာတွေးခဲ့တဲ့အရာလို့မင်းပြောတယ်နော်ငါတိပြီဆိုတော့ဒီလိုပေါ့ငါမင်းစီကနေဘာလို့တော်တော်ရင်းနှီးရဲ့အငွေအသက်တွေရနေလဲလို့တွေးနေတာငါတို့နှစ်ယောက်လုံးကတူနေလို့ကို MC ကလည်းတူတယ်ဟုတ်လားမဟာမိတ်ကောင်းဆောင်ကငါတို့မျက်နှာတွေကိုပြောနေရမဟုတ်ပါဘူးငါလည်းငါ့ရဲ့ဂိုင်းနဲ့ချေရတဲ့သူတွေကိုတွေးခိုင်းရကောင်းနေစီမှာဆုံရှုံခဲ့ရတယ်ငါရဲ့မိသားစုဝင်အနည်းဆုံးတစ်ယောက်လောက်ကိုဖြစ်ဖြစ်ငါကယ်လို့ရအောင်ငါအစွမ်းရှိတဲ့မြရုန်းကန်ခဲ့တယ်ပြီးတော့ငါအဲ့လိုလုပ်နေရင်းမှာငါရဲ့ညံအလင်းတွေပွင့်သွားပြီးကိုယ်ခိုင်ပညာဆရာတစုဖြစ်လာခဲ့တယ်မင်းကတွေးခိုင်းရဲ့အကြီးအကဲနဲ့ထိတိုက်တွေးခဲ့တယ်ဆိုထန်ခိုင်းရလူတွေကိုကယ်ဖို့အတွက်အစိတ်တွေကိုလည်းအမိခံခဲ့တယ်မလားအဲ့ဒါငါလိုပဲလွန်ခဲ့တဲ့နှစ်ပေါင်း30တုန်းကလေမင်းမှာဘာအစွမ်းမှမရှိခဲ့ဘူးဒါပေမဲ့မင်းကိုမင်းခြေစုံပြည့်ဝင်ခဲ့တယ်အရေးစွမိုးကလွင်ဘာမှမသိတော့တဲ့နှလုံးသားစုံနဲ့ပေါ့အဲ့ဒါကြောင့်စုအနေနဲ့ငါမင်းကိုငါရဲ့ထူးခြားတဲ့တိုင်းပညာတစ်ခုကိုလက်ဆောင်ပေးမယ်အဲ့ဒါကတော့တန်မဏိတိုက်နီးပညာပဲအဲ့ဒီအချိန်မှာ MC နဲ့ကြေကေးဟူကအံ့ဩသွားပြီးမဟာမိတ်ကောင်းဆောင်ကငါတပည့်တစ်ခါမှမထားခဲ့တော့ဒီပညာကငါတည်သွားရင်ငါနဲ့အတူပြက်ွယ်တော့မှာငါမှတခင်လေးနဲ့ပြစ်ဆက်လက်ခတ်လို့ဖို့အစီအစဉ်မရှိဘူးအဲ့ဒါကြောင့်ထန်ကိုင်းကိုစိတ်မပူနဲ့လို့ပြောထားလိုက် MC ကလည်းကျေးဇူးတင်ပါတယ်ခေါင်းဆောင်ကြီးရဲ့နာမည်ကိုအရှက်မရအောင်ကျွန်တော်စူးစမ်းတင်ယူပါမယ်မဟာမိတ်ကောင်းဆောင်ကကောင်းပြီလေငါမင်းကိုမျှော်လင့်နေမယ်အဲ့ဒီလိုနဲ့ညအချိန်ရောက်သွားပြီး MC ကလေးလိုက်တာကွာမဟာမိတ်ကောင်းဆောင်ကြီးကသူ့ရဲ့တိုင်းပညာကိုငါ့ကိုပေးလိုက်မယ်လို့ယုံတော်မယုံနိုင်ဘူးအဲ့ဒီအချိန်မှာစစ်တူကြီးကတခုပြောခဲ့တယ်အချိန်တခုလောက်တော့ငါ့ရဲ့ဂိုင်းကောင်းဆောင်ကလွယ်ပြီးကျန်တဲ့သူတွေကိုအတိမပေးနဲ့အောင်တဲ့တတိနေတာထွက်သွားရင်ငါ့ကိုတွေးခိုင်းရကောင်နေပြစ်မှတ်ထားနေမှာဆိုလို့တဲ့ငါအဲ့ဒီထားတဲ့အခန်းကိုမြင်ပြန်မှမဟုတ်ရင်မမလေးဝိုင်းရင်ငါ့ကိုစိတ်ပူနေတော့မှာအဲ့ဒီအချိန်မှာငကားလန်အနောက်ကနေတက်ပြက်လို့တဲ့အကြည့်ရည်နဲ့တစိမ့်လောက်ပါစစ်တီတော်ဝိတ်ကျွန်တော်တို့ပြန်တွေးပြန်ပြီနော်စစ်တီတော်ဝိတ်မင်းတို့ကောင်းကင်ဘုံတိုင်းလောကပွဲစဉ်စီသွားတယ်ကြားလို့ကျွန်တော်လာခဲ့တာကျွန်တော်တို့ရဲ့စိန်ခေါ်ပွဲအတွက်ဘာအပြေမှမပေးရသေးဘူးနော်ကျေးဇူးပြုပြီးတော့အစိတ်ပန်းတခင်မလေးထမ်းဝါရင်အတွက်မင်းကထိုက်တယ်နဲ့အမျိုးသားတယောက်ဖြစ်ရလားဆိုတာကျွန်တော်သိချင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကိုတက်တေပြပေးပါ MC ကဒါကအရင်အတည်းများလို့နဲ့အဲ့ဒါကြောင့်ကျွန်တော်ငကားလန်ဒါဆိုစိုးရင်စရာမလိုပါဘူးကျွန်တော်လန်အဖျားကိုဖယ်ပြီးခမ ्या ကိုကျွန်တော်လက်နဲ့ပဲ MC ကကျွန်တော်အဲ့ဒါကိုပြောချင်တာမဟုတ်ဘူးကျွန်တော်ပြောချင်တာကဒါကအရင်အတည်းများတာမို့ခမ ्या တည်တော့မှကျွန်တော်စိုးရင်နဲ့စစ်တီတော့ရန်အဲ့ဒီအချိန်မှာငကားလန်သူ့မာနာကိုထိခိုက်တယ်လို့ခံစားလိုက်ရပြီဟဲ့အောင်မင်းဘာပြောလိုက်တာလဲအဲ့ဒီအချိန်မှာ MC ရဲ့ကိုယ်တွေကနေကင်းချီများကောင်လေးတွေကထွက်လာပြီး MC ကနေုံဟိတ်ကောင်လေးတွေသူ့ကိုမကြိုက်ကြနဲ့ဆိုပြီးပြောလိုက်ပါတယ် MC ကငကားလန်ဒါအရင်ထူးဆန်းနေလို့လန့်တော့လားခမ ्या ဆိုပြီးမေးလိုက်ပါတယ်ငကားလန်လည်းဘာကြီးတွေလဲဟာ MC ကလည်းစစ်တီတော်ငယ်ရန်ကျွန်တော်ပြောပါတယ်အန်ဒီရယ်များပါတယ်လို့ကျွန်တော်ခမ ्या ကိုတကြင်ရလွတ်ပေးပြီးဟာကိုဆိုပြီးမှဖျဲချောက်လိုက်ပါတယ်အဲ့ဒါကြောင့်ငကားလန်ကလည်းလန့်တော့ပါတယ်ဒီပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးတော့ပါတယ် VPN နဲ့ကြည့်ပေးတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်အရင်ပိုင်းမှာတော့ငကားလန်ဟာ MC ဖျဲချောက်တာကိုခံရပြီးတဲ့နောက်ပိုင်းမှာတော်တော်လေးကိုကြောက်သွားပါတယ်ငကားလန်ရဲ့စိတ်ထဲမှာတော့ဒါသူနောက်နေရမဟုတ်ဘူးစစ်တီတော်ဝေးတာမတိုင်ငါအခုချိန်လောက်ဆိုတည်နေလောက်ပြီ तू ကဒီကိကိုကြောက်ဖို့ကောင်းတဲ့လူပဲငကားလန်ရန်ဆောင်မှုအတွက်တော့ MC ကမကောင်းဆိုးဝါးတယောက်လိုဖြစ်နေပါတယ် MC ကစစ်တီတော်ရန်အစဉ်ပြေးလားအဲ့ဒီအချိန်မှာဟွာရင်ရောက်လာပြီးဆိုယုံနဲ့ငကားလန်ဘာတွေဖြစ်နေကြတာလဲဟင်ငကားလန်မဟုတ်မှလွယ်ရောရှင်ဆိုယုံကိုတခုခုလုပ်ဖို့လုပ်နေပြန်ပြီလားဟွာရင်ရဲ့မျက်နှာလူတက်ချင်တဲ့မျက်နှာကြီးဖြစ်နေပါတယ်အဲ့ဒါကြောင့် MC ကမမလေးဟောရင်ဒီမှာအထင်လွဲစရာလေးတစ်ခုခုရှိနေရတဲ့ကျွန်တော်ကောင်းကင်ဘုံပွဲစဉ်တွေကပြန်လာနေတော့ကျွန်တော်လမ်းပြောက်နေတဲ့အချိန်မှာငကားလန်ပေါ်လာပြီးကျွန်တော်ကိုလမ်းပြပေးနေတာအဲ့ဒါပါပဲဟွာရင်နင့်ကိုလမ်းပြတယ်ငကားလန်လေဟုတ်လားဒါဆိုဘာလို့ကင်းချင်များကောင်လေးတွေကအပြင်ထွက်နေတာလဲ MC ကကျွန်တော်တို့ဟိုဒီပြောရင်ပိုးကောင်လေးတွေကိုထုတ်ပြခြင်းလို့ကျွန်တော်လေးသူ့ကိုလူတက်ချင်တဲ့စိတ်ကိုနည်းနည်းလေးထုတ်ပြခိုင်းလိုက်တာအဲ့ဒါနဲ့ကိစ္စတွေကဒီလိုဖြစ်ကုန်ရောဒါကဒီတိုင်း NDM မရှိရဲ့နောက်ဆရာလေးတခုပါပဲအဲ့ဒါမမလေးကိုလန့်သွားစေရထင်တယ်ဟုတ်တယ်မလားငကားအလန်လည်းကြောက်လန့်အားကြီးနဲ့ဟုတ်တယ်အမှန်ပဲအဲ့ဒါကြောင့်ဟွာရင်ရလဲဆိုယုံလမ်းပြပေးလို့ကျေးဇူးပါအဲ့ဒါတွေတဲဟောကန်းကိုပြန်ရအောင်ဆိုယုံအဲ့ဒါကြောင့် MC ကလည်းကျွန်တော်လေးမမလေးဟွာရင်နဲ့အတူတူသွားမယ်ဆိုပြီးလိုက်တော့ပါတော့တယ်ငကားလန်ကတော့တယောက်တည်းကြံခဲ့တဲ့အချိန်မှာဟူးပြဿနာတတ်တော့မလို့ပဲMC ကလည်းမသွားခင်လေးမှာစစ်တီတော်ရန်ကျွန်တော်ခမ ्या ကိုနှခါတောင်တကယ်ပြီးပြီနော်
ငကားလန်လည်းတယောက်တည်းကြောင်တော်နဲ့ကြံခဲ့ပါတယ်နောက်တနေ့မနက်မှာတော့ဟွာရင်တို့ဟာပြန်မှုပြင်ဆင်နေကြပြီဒါဆိုကျမတို့လည်းလှုပ်ရှားလေးတွေရှိလို့တွားလိုက်ပါအောင်မယ်အားလုံးကိုတွေ့ရတာဝမ်းသာပါတယ်ဖီနစ်ဒါတို့ကလည်း MC တို့ကိုနှုတ်ဆက်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာဖီနစ်ဒါကစစ်တီတော်ဝေနေပေါင်းစစ်တီတော်ဝေမနေ့ကဒီအယူကောင်ကြီးကနေအကုန်ကြားပြီးပြီကျေးဇူးတင်ပါတယ်စစ်တီတော်ဝေငကားလန်လည်းတောင်းမှန်ပါတယ်စစ်တီတော်ဝေပြီးတော့မနေ့ကအတွက်ကျေးဇူးတင်ပါတယ်မင်းညဖီနစ်ဒါနဲ့စကားပြောပြီးတော့ကျွန်တော်အရန်သုံးရခဲ့တာကိုတီးလိုက်ရပါတယ်ကျွန်တော်ရဲ့ရိုင်းဆိုင်တဲ့အမှုအကျင့်တွေကိုအဲ့လိုနားလည်မှုတွေအဲ့လိုကြက်တွေရှိရှိလေးရင်ဆိုင်ပေးရဖို့ကြည့်တော့ကျွန်တော်ယုံသွားပါပြီခမရကအစိတ်ပန်းလေးနဲ့လိုက်ဖက်တဲ့စေးစရမဲ့လူဆိုတော့လေစစ်တီတော်ဝေဆိုပြီးပြောလိုက်ပါတယ် MC ကလည်းဟုတ်ကဲ့ကျွန်တော်နားလဲပါပြီခမရလည်းနေကောင်းကြမှာပါစေဗျာဆိုပြီးဆုတောင်းပေးလိုက်ပါတယ်အဲ့ဒါနဲ့ MC တို့ကလည်းအဲ့နေရာနေစတင်ထုတ်ခေါ်ခဲ့ကြပါတယ်တခြားတစ်ဖက်မှာတော့ညဘက်ဟောင်ရှမ်းတောင်ရဲ့အောက်ခြေရွာလေးတနေရာကတဲခုကန်လေးတစ်ခုမှာ MC တို့ဟာဝူဟန်ကနေထွက်လာပြီးအန်ရှင်းကိုရောက်လာခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့ဂူပေကညဘက်ခီးသွားရတာအန်ဒီရများတာကြောင့်အနီးနားတဲခုကန်မှာပဲတဲခုလိုက်ကြပါတယ်။ MC ကဝူဟန်မှာဖြစ်ခဲ့တဲ့မြအကြောင်းတွေဟွာရင်ကိုပြောပြလိုက်ပြီးဟွာရင်ကနင်တမ်မနီတိုက်နီးပညာစာအုပ်ကိုရခဲ့တာလား။လက်တီပြင်ကြီးရဲ့အထူးတိတဲ့လိုက်ပညာလေးဆိုပြီးအံ့ဩနေပါတယ်။ MC ကဟုတ်ပါတယ်ကျွန်တော်တို့နှစ်ယောက်ကတူတယ်တဲ့ဒါကအမှန်ကန်တဲ့လုပ်ရလား။ဟွာရင်ကဒါပေါ့ငါကြောက်ခုတာအဲ့ဒီတမ်မနီတိုက်နီးပညာကိုလေ့ကျင့်တာကနာကျင်ပေမဲ့လည်းတက်သွားရင်ခြိဆွဲရင်တိုက်ခိုက်မှုနဲ့ဓာတ်တွေကိုတောင်ကနိုင်နေတဲ့အဲ့ဒါကလက်တီးပြင်ကြီးကိုယ်တိုင်ရဲ့အထူးတိကျတိုင်းပညာပဲအဲ့ဒီတိုင်းပညာကရှိုလင်းရဲ့ဖြက်စီးမရနိုင်တဲ့မြင့်မြတ်တဲ့စိန်တိုင်းပညာကိုတောင်ရှင်းလို့ရတယ်တဲ့ပြီးတော့အဲ့ဒါကပြင်ပတိုင်းပညာဆိုတော့အတွင်အားပတ်လန်ကြောင်းတွေကိုလည်းတိတ်မထိဘူးလေအဲ့ဒါကြောင့်နေအဲ့ဒါကိုတင်ရင်ဘာပြဿနာမှမရှိတော့ဘူးထင်တယ်ဆိုယုံ MC ကဆိုတော့ငါလာဒါကိုတက်သွားရင်ငါမှကြီးကလိုမျိုးစွမ်းရင်ရတော့မှာလားငါတော်ကောင်းတဲ့တိုင်းပညာကိုရတော့တာပဲဆိုပြီးစိတ်ထဲကနေတွေးနေပါတယ်အဲ့အချိန်မှာဟွာရင်ရပြီးတော့ငါလည်းနင့်ကိုကူကျင့်ပေးလို့ရတယ်ထင်တယ်ငါကြားဘူးတာတော့နီးစနစ်အရလက်တီးပြင်ကသူ့ကိုယ်သူကြားပွန်းနဲ့မနဲ့တိုင်ရိုက်လေးရှိတယ်တဲ့အဲ့ဒါငါနင့်ကိုလှုပ်ပေးလို့ရတယ်ဆိုပြီးပြောလိုက်ပါတယ် MC ကလည်းကြားပွန်းနဲ့ရိုက်တာလားဟွာရင်ကလည်းဟုတ်တယ်လေဆိုရုံရဲ့ကို့အသားရည်ကိုမလာအောင်လုပ်ဖို့ကြားပွန်းနဲ့ရိုက်တာလေအဲ့ဒါကလက်ကျင်ရည်ရဲ့တပိုင်းတစပဲ MC ရဲ့စိတ်ထဲမှာတော့ဘယုံသုံးကားတွေဖြစ်နေပါပြီတငယ်ချင်းတို့ရေဒီဗီဒီယိုလေးကို VPN နဲ့ကြည့်ပြီးုံနဲ့ကျွန်တော်ကိုကူညီနိုင်ပါပြီခင်ဗျာအဲ့ဒီအချိန်မှာလူတစ်ယောက်ကတစိမ့်လောက်ပါဆရာတို့ကဟွမ်တောင်ကိုတက်ဖို့များလုပ်နေကြတာလားဟွမ်ရလဲဟုတ်ပါတယ်ရှင်ဘာလို့မေးတာလဲအဲ့ဒီအချိန်မှာအဲ့ဒီလူကကျွန်တော်ကဒီတဲခိုခိုင်းရဲ့ပိုင်ရှင်မှာကြည့်ရတာဆရာတို့ကနမ်ကွန်ခိုင်းကိုတွားကြမလို့လား MC ကလည်းဘာပြဿနာများရှိလို့လဲဟွမ်ရအခုပြောတော့မှအဖေပြောတာဒီမှာတိတ်မကောင်းတဲ့ကောလာဟာလာတွေထွက်နေတယ်ဆိုပဲအဲ့ဒီတွေများတိုက်ဆိုင်နေမလားဆိုင်ရှင်ကအမှန်ကအရင်လတွေတုန်းကဒီဟွန်ရှမ်းတောင်ကိုတက်သွားကြတဲ့လူတိုင်းကပျောက်သွားကြလို့ပါဒါပေမဲ့သူတို့ကိုအန်ဒီကိကိနဲ့ပြန်ရှာလို့တွေ့ခဲ့ကြပါတယ်ဒါပေမဲ့သူတို့ရဲ့ရန်စွမ်းရင်ကလုံးဝကုန်ခန်းနေတယ်ဟွန်ရင်ကထူးတော့ထူးဆန်းပါတယ်ဒါပေမဲ့အဲ့ဒါကနမ်ကွန်ကိုင်းနဲ့ဗာများဆိုင်သွားတတ်လဲဆိုင်ရှင်ကဟိုကလေတတိယလာတဲ့လူတွေအကုန်လုံးပြောကြတာကတူညီတဲ့အကြောင်းတွေကြီးပဲအဲ့ဒါကသူတို့နဲ့တညတာကုံဆုံးခဲ့တဲ့သူကတခြားသူမဟုတ်ပဲနမ်ကွန်ကိုင်းကတခင်မလေးနမ်ကွန်ဆိုးပဲတဲ့အဲ့အချိန်မှာဟွာရင်ကဟာဒင်းနာဗရာဒယာဘလို့ပြောလိုက်တာလဲဗျာအဲ့ဒါလုံးဝမဖြစ်နိုင်ဘူးအဲ့ဒါလောက်ကြံထားတာပဲအဲ့ဒါကသူများကိုဖျက်လို့ဖျက်စီးလုပ်မဲ့စကားတွေဆိုင်ရှင်းရလဲဒါပေါ့လူတိုင်းကမမလေးလိုမျိုးပြန်တုံ့ပြန်ကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမြင်ကွင်းကနမ်ကွန်ကိုင်းကိုရောက်သွားပြီတခင်မလေးဆိုးကချီထိုးနေတဲ့အချိန်အစီကံမလေးတယောက်ကရောက်လာပြီတခင်မလေးနမ်ကွန်ဆိုးခေါင်းဆောင်ကသူ့စီကိုချက်ချင်းလာခဲ့ဖို့ပြောနေပါတယ်အဲ့ဒါကြောင့်နမ်ကွန်ဆိုးကလည်းသူ့အဖေစီကိုသွားနေပြီသူ့ရဲ့စိတ်ထဲမှာတော့ငါညတိုင်းဓာတိုင်းလေးကျင့်နေရအောင်သူတိသွားတာလားဆိုပြီးစိုးရိမ်နေပါတယ်နမ်ကွန်ဆိုးရောက်သွားတဲ့အချိန်မှာတော့လူ6ယောက်ကသူ့အဖေရှေ့မှာလူထောက်နေအောင်တွေးလိုက်ရပါတယ်အဲ့အချိန်မှာနမ်ကွန်ဆိုးရဲ့အဖေကအခုမင်းတို့ခေါင်းကိုမော့ပြီးတခြားကြည့်ကြမင်းတို့တွေ့ခဲ့တာငါသမီးဆိုတာအမှန်ပဲလားဆိုတာပြောစမ်းဒူးထောက်နေတဲ့လူတွေကဟိုဟာလေးခွင့်လို့ပေးပါအကြီးအကဲဆိုပြီးတယောက်ပြီးတယောက်တောင်းပန်နေကြပါတယ်နိုင်ကွန်ဆိုးရဲ့အဖေကလည်းအလွန်စိတ်တုန်နေပြီအမှန်တိုင်းပြောစမ်းအဲ့ဒီအချိန်မှာနိုင်ကွန်ဆိုးကအဖေနိုင်ကွန်ဆိုးရဲ့အဖေကဆိုးသမီးခုတလောညတိုင်းဟွမ်ရှမ်းတောင်ကိုတိတ်တိတ်ဆိတ်သွားသေးလားအခုဒီလူတွေကသူတို့ရဲ့ရန်စွမ်းရင်ကိုသမီးကအကုန်ခုတ်ကိုင်းအောင်လုပ်ပစ်တယ်လို့ပြောနေကြတယ်တခင်မလေးဆိုးကလည်းအံ့ဩတဲ့ပုံစံနဲ့ရှင်ရန်စွမ်းရင်အဲ့ဒီယောက်ျားတီစီကဟုတ်လားဆိုပြီးနိုင်ကွန်ဆိုးရဲ့အဖေရတယ်အခုတေချာပြောတခင်မလေးဆိုးကလွန်ခဲ့တဲ့ရက်တွေတုန်းကသမီးဟွမ်ရှမ်းတောင်မှာသွားပြီးဓာရေးလေ့ကျင့်ခဲ့တာတော့မှန်ပါတယ်ဒါပေမဲ့ဓာရေးလေ့ကျင့်တာကလွယ်ပြီးသမီးဘာမှမလုပ်ပါဘူးကျင်းဆိုကျင်းရဲပါတယ်ဆိုးရဲ့အဖေကလည်းကဲအခုကြည့်ငါသမီးကသူ့အပြစ်မရှိကြောင်ပြနေရလေမဟုတ်ဘူးလားမင်းတို့မြင်ခဲ့တာတွေကိုတက်တေခိုင်လုံးဝပြရမယ်ဆိုပြီးလူထောက်တဲ့လူတွေကိုပြောလိုက်ပါတယ်အဲ့ဒီလူတွေကလည်းကျွန်တော်တို့မျက်စိနဲ့မြင်ခဲ့တာကိုကျွန်တော်တို့ပြောရပါတခင်မလေးကိုကျွန်တော်တို့စော်ကားခြင်းနဲ့စိတ်တစ်ခုမှမရှိပါဘူးအဲ့ဒီအချိန်မှာ तू ကတခုခုတတိရသွားပြီအဲ့ဒီမှာမဲရှိတယ်တခင်မလေးဆိုရဲ့အဖေကလည်းမဲမင်းဘာပြောနေရလဲဘာမဲ့လဲအဲ့ဒီလူကလည်းကျွန်တော်တို့မြင်ခဲ့တဲ့မိန်းမရဲ့ရင်ဘက်မှာမဲရှိတယ်အဲ့ဒီအချိန်မှာဆိုရဲ့အဖေကလည်းဇောချွေးတွေပြန်နေပြီဟာဘာမဟုတ်တာတွေလဲဆိုသူတို့ပြောရမှန်လားဆိုပြီးတော့တခင်မလေးဆိုကိုမေးနေပါတယ်အဲ့ဒီအချိန်မှာတခင်မလေးဆိုကလည်းအလွန်ထိတ်လန့်သွားတာကြောင့်ဆိုရဲ့အဖေကဆိုမင်းမဟုတ်မှလို့ရောမင်းဒါဘလို့ဖြစ်နိုင်မှာလဲ
အဲ့ဒီအချိန်မှာမြင်ကွင်းက MC တို့ဘက်ကိုရောက်သွားပြီးမမလေးဟွာရင်ကလည်းအလွန်စိတ်တူနေတဲ့ပုံစံဖြစ်နေပါတယ် MC ကမမလေးဟွာရင်တဲကိုခံပိုင်ရှင်ရဲ့ဇက်လန်းကြောင့်စိတ်ဆိုးနေသေးရလားဟွာရင်ကလည်းမဟုတ်ပါဘူးနော်တခင်မလေးနန်ကွန်းကယောက်ျားတွေရဲ့ရန်စွမ်းရည်ကိုညတိုင်းယူစီရလားမဖြစ်နိုင်တာတွေ MC ရဲ့စိတ်ထဲမှာတော့ဟာသူတကယ်စိတ်ဆိုးနေရပဲဟွာရဲကလည်းတက်ပြင်းတက်ချလိုက်ပြီးတောင်းမှလည်းဆိုရုံးရင်ငါလည်းစိတ်မဆိုးချင်ပါဘူးဒါပေမဲ့ဒါကမယုံနိုင်စရာပဲဒီမှာငါရှင်းပြမယ်တခင်မလေးနမ်ကွန်ဆိုးကယောက်ျားလေးတွေနဲ့ထိတွေ့လို့မရဘူးသူမမှာကထူးဆန်းတဲ့ယောဂတစ်ခုရှိတယ်သူမမှာရင်စွမ်းရင်မရှိရင်သူမရဲ့အသက်တူသွားလိမ့်မယ်သူမရဲ့ခန္ဓာကိုယ်ကြောင့်ရန်ချီစွမ်းရင်ကသူ့အတွက်အစိတ်လိုပဲအဲ့ဒါကြောင့်လူယောက်ျားတွေကသူ့အနာကဲ့ရင်တော့သူကတတိထားနေရတာအဲ့ဒါကိုညတိုင်းသူကအဲ့လိုအရှက်ရစရာတွေလုပ်နေတာကစိတ်ကူးကြည့်လို့တော့မရဘူး MC ရဲ့စိတ်ထဲမှာတော့ဒါမျိုးကဇက်လိုက်အမျိုးသမီးဆန်စိတ်ကူးရင်ဇက်ကွက်တွေပဲမဟုတ်ဘူးလားသူမအစဉ်ပြေးရလားတီတော်တိချင်လားအဲ့ဒီလိုနဲ့ MC တို့ကနမ်ကွန်ခိုင်းရဲ့အရှိကိုရောက်လာကြပါတယ်အဆောင်တယောက်ကနမ်ကွန်ခိုင်းကိုဘာလို့လာကြတာလဲဟွာရင် MC ကိုတိုးလေးပြောလိုက်ပြီးဆိုယုံကြည့်ရတာဂိုင်းကြီးကအခြေအနေမကောင်းမှုထင်တယ်အဲ့ဒါကြောင့်ငါတို့တခင်မလေးဆိုးကိုလာတွေ့တာလို့ပြောရင်ငါတို့ကိုချစ်ချင်းနေထုတ်နေဦးမယ် MC ကလည်းနားလေပါပြီတခင်မလေးအဲ့ဒီအချိန်မှာ MC ကချစ်တလန်းလန်းလိုက်ပြီးအပေးအယူဟုတ်တယ်ကျွန်တော်တို့ကအပေးအယူလုပ်ဖို့လာခဲ့တာဟွာရင်ကဆိုယုံဒါကဘာကိုဆိုလိုတာလဲ MC ရဲ့စိတ်ထဲမှာတော့ဟာဒါမဟုတ်ပြန်ဘူးလားအဲ့ဒီအချိန်မှာစူညံတဲ့နေကြောက်လူတယောက်ကထွက်လာပြီးဘာတွေဖြစ်နေကြတာလဲအဲ့ဒီအချိန်မှာဟွာရင်နဲ့တွေးလိုက်ပြီးဟွာရင်ကတခင်မလေးနန်ကွန်အွန်းတခင်မလေးအွန်းကလည်းမမဟွာရင်ဆိုပြီးနှစ်ယောက်စလုံးပွေးဖက်နေကြပါတယ်မတွေးရတာကြပြီနော်မမဟွာရင်ကနေကောင်းရဲ့လားအွန်းဂိုင်းခုနှစ်ခုတွေးဆုံဝယ်ပြီးကြရဆိုရင်နှစ်တောင်ရှိပြီနော်တခင်မလေးအွန်းကဒါနဲ့ခုနကအပေးယူလို့ပြောလိုက်သလိုပဲဘာကြီးလဲဟွာရင်ကတကယ်တော့ကိစ္စလေးတစ်ခုကြောင့်အမတို့ကထန်ခမ်းရနေရေခဲကြောက်စိမ်းကိုလိုနေလို့လေပြီးတော့တခင်မလေးနိုင်ကွန်ဆိုးစီမှာအဲ့ဒါရှိရလို့အရင်တခါကကြောက်ဘူးလို့အွန်းကလည်းရေခဲကြောက်စိမ်းလားဟွာရင်ကဟုတ်တယ်အမတို့ဒီကိုလာခဲ့တာအဲ့ဒါကိုအမတို့ကတကယ်လိုအဲ့လိုပါအဲ့အချိန်မှာအုံးကဒါဆိုလဲအကြီးကဲရဲ့အဆောင်စီကိုတွားကြရအောင်လေပြီးမှအဖေကိုမေးကြည့်ပြီးစကားပြောကြည့်ကြလေအမကိုအကြာကြီးနေမှတွေ့ရတော့သူတော်တော်ဝမ်းသာနေမှာပဲဟွာရင်ကပြီးတော့အမရေခဲကြောက်စိမ်းနဲ့လဲလဲလို့တခုခုယူလာခဲ့တယ်အုံးကလည်းအလဲလေဟုတ်လားအဲ့အချိန်မြင်ကွင်းကနမ်ကွန်းကလန်ရဲ့ဟိုကန်ထဲကိုရောက်သွားပြီးစိုးရဲ့အဖေကဒါအမှန်ပဲလားအေးမြတဲ့ချီစွမ်းရင်ပါတဲ့ဆေးကိုတကယ်ယူလာခဲ့ကြတာလားဟွာရင်ကဟုတ်ပါတယ်စိုးယုံအဲ့ဒါကိုထုတ်ပြပေးလို့ရမလားMC ကလည်းဟုတ်ကဲ့ပါမမလေးဟွာရင်အဲ့အချိန်မှာ MC ကပစ္စည်းတစ်ခုကိုထုတ်ပြလိုက်ပြီးဖိုးကြီးကလည်းအိုးဒါကငါဒါကိုအနီးကကြည့်လို့ရမလား MC ကလည်းဟုတ်ကဲ့ရပါတယ်ဗျဒီဆေးကငါတေချာလေး Q တဲ့ဆိုင်နဲ့အိတ်ထောင်ထဲကိုထည့်လာခဲ့တာသူတို့ဒီအလဲလေကိုလက်ခံမှုမျိုးလေးရမှာပဲလို့တွေးနေပါတယ်အဖိုးကြီးကအိုးအေးမြတဲ့ချီစွမ်းရင်ရဲ့တန့်စင်မှုနှုံကတော်တော်မြင့်တာပဲဒါနဲ့ဆိုသူအနည်းဆုံး10နှစ်လောက်တောင်းခံထားလို့ရတယ်အဲ့ဒီအချိန်မှာအုံးကဒါမကောင်းဘူးလားအဖေအဖိုးကြီးကလည်းဒါကလည်းတော်တော်အဖိုးတန်တော့လဲလို့ရတာပေါ့ရေခဲကြောက်စိမ့်နေဆိုပြီးပြောလိုက်ပါတယ်ဒါပေမဲ့ကြည့်ရတာဒီပုံဆောင်ခဲထဲမှာတခုခုရှိတယ်လို့ပဲအဲ့ဒါကဘာလေးလဲ MC ကတောင်းပန်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောပြလို့မရပါဘူးအဖိုးကြီးကကြည့်ရတာဒါကိုပြောပြလိုက်ရင်နေရာကိုတိသွားမှမလို့ထင်တယ်ဟုတ်လားနားလေပါပြီဒါဆိုလဲစက်မမီတော့ပါဘူးMC ကလည်းနားလေပေးရဲ့အတွက်ကျေးဇူးပါ MC ရဲ့စိတ်ထဲမှာတော့ဒါပေမဲ့အဲ့ဒါကတကယ်အကြောင်းရင်းမဟုတ်ဘူးအဲ့လိုနဲ့ MC တို့ဟာအပြင်ဘက်ကိုလမ်းလျှောက်ထွက်ခဲ့ကြပြီအဲ့အချိန်မှာ MC ကအေးလိုက်တာအဖိုးကြီးကလည်းစိုးယုံဘာဖြစ်လို့လဲ MC ကဘာလဲဟာအမီးကြီးလားကျွန်တော်ယူလာတဲ့အိမ်မြောင်ရဲ့အမီးပါထူးထူးဆန်းဆန်းရေခဲလိုပုံဆောင်ခဲလေးတွေဖြစ်နေတယ်အဖိုးကြီးကတစ်ချက်လောက်ကြည့်လိုက်ပြီးအိုးကောင်းလိုက်တဲ့အေးမြတဲ့ချီစွမ်းရင်တွေဒါကရေခဲတိုင်းပညာတို့အေးမြတဲ့ချီစွမ်းရင်တိုင်းပညာတွေကိုတတ်ထားတဲ့လူတွေအတွက်တော့ဒါကတော်တော်အသုံးဝင်တဲ့ပစ္စည်းလေးဖြစ်မှာ MC ရဲ့စိတ်ထဲမှာတော့အေးမြတဲ့ချီစွမ်းရင်ငါတွေးနေတာသူတို့လည်းအမီးဝါတောက်တဲ့တွေလိုမျိုးသူတို့ရဲ့အမီးထဲမှာအာဟာရတွေတင်ထားတာလားအဲ့ဒါကအေးမြတဲ့ချီစွမ်းရည်လို့ဘယ်သူကထင်ပါလဲအဲ့ဒီအချိန်မှာအဖိုးကြီးကဆိုတော့ဆိုယုံရီမင်းဒါကိုစေးအဖြစ်လှုပ်ကြည့်ချင်လား MC ရဲ့စိတ်ထဲမှာတော့အမှန်တမ်းပြောရရင်အဲ့ဒီကြောက်ကနေလာတဲ့အိမ်မြောင်ရဲ့အမီးကစကားလေးထည့်ပြဖို့မတန်ပါဘူးလေအဖိုးကြီးကအွန်းမင်းအမကိုရေခဲကြောက်စိမ့်နဲ့စေးလဲမယ်လို့တွားပြောလိုက်ကလည်းဟုတ်ကဲ့ပါအဖေအဖိုးကြီးကနောက်ပြီးဒီကိုတော့ရောက်နေပြီဆိုတော့အနားယူသွားပါအောင်ငါတို့ခိုင်းကိုလာပေးတဲ့ဧည့်သည်တွေအတွက်ပါတီကြီးတစ်ခုလုပ်ပေးရမယ်။ဟုတ်ရင်တမီးကငါတို့စိုးနဲ့လည်းရင်းနှီးတယ်မဟုတ်လား။ငါရဲ့တမီးကအခုတော်တော်ဆိုးွားတဲ့အခြေအနေကြီးကိုဖျက်ကျော်လိုက်ရတယ်။အဲဒါကြောင့်တမီးဒီမှာနေရဲ့အတော်အတွင်းစိုးကိုတမီးနဲ့တိတ်မေးနိုင်မလားလို့လေ။ဟွာရင်ကလည်းဟုတ်ကဲ့တမီးလုပ်ပေးပါမယ်။အဖိုးကြီးကဒါဆိုလဲမင်းကိုအပ်ထားပါတယ်ကွယ်ဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာဟွာရင်တို့ကစိုးစီကိုတွားနေကြပြီးတခင်မလေးအုံးကအမရဲ့ကျေးဇူးကြောင့်အဖေရဲ့စိတ်အခြေအနေလည်းတော်တော်ကောင်းသွားပြီ။လွန်ခဲ့တဲ့ရက်တွေတုန်းကကျမတို့မှများကျုပ်ဥခုံပေါ်လမ်းလျှောက်နေရတယ်လို့ပဲဟွာရင်ကဟုတ်လားဒါနဲ့တခင်မလေးနိုင်ကိုစိုးကဘာဖြစ်သွားလို့တုံးအမဟွာရှမ်းတောင်အောင်မှာကောလာဟာလေးကြားခဲ့ရပြီမဲ့အမစိတ်ပူနေသေးတယ်တခင်မလေးအုံးကအမတိပြီးပြီလားကျမရဲ့အမကအဲ့လိုလုပ်လိုက်မယ်လို့ကျမတခါမှမတွေးခဲ့ဘူး
ဒါပေမဲ့ကျမတို့လည်းတဲလွန်စားတွေကရှာမတွေ့ရသေးတော့သူတို့တီးတန့်ခန်းထဲမှာပဲပိတ်ထားပြီးသူ့ရဲ့ဖြူစင်ချောင်းကိုတက်တည်ပြဖို့အတွက်အပြူရည်တဲနဲ့တဲစိတ်ကတ်ထားရတယ်ဟွာရင်ကလည်းအံ့ဩလာပြီးအမလီအပြူစင်တဲလားအပြူရည်တဲဆိုတာကအမျိုးသမီးတယောက်ရဲ့တန့်စင်ချောင်းကိုပြဖို့အတွက်သူမခန္ဓာကိုယ်မှာလိန်ထားတဲ့အရာကိုပြောတာပါပြီးတော့အိမ်မြောင်တစ်ကောင်ကိုအိုးတလုံးထဲမှာထဲ့မွေးမြူပြီးသူ့ကိုချီနာပါကျွရင်သူ့ခန္ဓာကိုယ်ကအနီရောင်ပြောင်းသွားလိမ့်မယ်ပြီးရင်တော့အဲ့ဒါကိုအမုန်းကျိတ်ပြီးအမျိုးသမီးရဲ့ခန္ဓာကိုယ်ပေါ်မှာတစိမ့်ခတ်ပေးရတယ်အကယ်၍ကိုယ့်ရဲ့ခန္ဓာကိုယ်ကတန့်စင်နေရင်အဲ့ဒီသွေးကရေနဲ့ဆေးချလို့မရတော့ဘူး MC ရဲ့စိတ်ထဲမှာတော့အမုန်းကျိတ်မယ်ဘာကြီးကိုလဲအပြူစင်းမစစ်ဆေးရတဲ့အလုပ်ကယူနီကောရဲ့အလုပ်လေအိမ်မြောင်ရဲ့အလုပ်မဟုတ်ဘူးဒါကအမကြီးမားနေတာပဲဆိုပြီးစိတ်တူနေပါတယ်အဲ့ဒီအချိန်မှာတခင်မလေးအုံးကသူကဟိုမှာရှိနေရပဲဒီလိုနဲ့ MC တို့ဟာတခင်မလေးစိုးစီကိုရောက်လာခဲ့ကြပါတယ်ဒီလိုနဲ့ဟွာရင်နဲ့တခင်မလေးစိုးတို့ကလည်းနှုတ်ဆက်လိုက်ကြပြီတခင်မလေးအုံးကမမကြီးအမဟွာရင်ကလေအေးမြတဲ့ချီစွမ်းရင်ပါတဲ့ဆေးကိုယူလာတယ်တိလားအဲ့ဒါအဖေကအမရဲ့ရေခဲကြောက်စိမ့်နဲ့လဲပေးပါတဲ့တခင်မလေးစိုးကလည်းအေးဟုတ်တယ်နော်တော်တော်အေးတဲ့ချီစွမ်းရင်တွေကိုငါခံစားနေရတယ်ရေခဲကြောက်စိမ့်ဆိုရင်တော့ဒီမှာရှိတယ်အဲ့ဒီဆေးကိုယူလာပေးတဲ့အတွက်ကျေးဇူးပါအဲ့ဒါနဲ့တခင်မလေးစိုးက MC ကိုရေခဲကြောက်စိမ့်ပေးလိုက်ပြီး MC ကဝေါနောက်ဆုံးတော့ငါတို့ရေခဲကြောက်စိမ့်ကိုရပြီဟွာရင်ကလည်းတော်ရရပေါ်ဆိုရုံရဲ့တခင်မလေးစိုးကလည်းတက်ပြင်းတက်ချက်ချလိုက်ပြီးအဲ့ဒီအချိန်မှာဟွာရင်ကတခင်မလေးနန်ကွန်းကျမကောလာဟာလာတွေကိုကြားလိုက်ရတယ်တခင်မလေးအဲ့လိုလုပ်မယ်လို့ကျမလည်းမထင်ပါဘူးအဲ့ဒါကြောင့်အရင်ကြီးစိတ်မကောင်းပဲဖြစ်ပါနဲ့တခင်မလေးစိုးကလည်းဟူးဒါပေမဲ့တက်တေတွေကအများကြီးပဲဆိုတော့လူတွေကဘာမြင်လိုက်တယ်လဲပြီးတော့သူတို့တွေကငါမဲရှိရဲ့နေရာကိုဘယ်လိုတိတာလဲ MC ရဲ့စိတ်ထဲမှာတော့ဒါကအရန်ကိုပဟင်းကြီးဆန်တဲ့ကိစ္စတွေပဲအဲ့ဒီအချိန်မှာ MC ကဟာဆိုပြီးထားရည်လိုက်ပြီးဟွာရင်ကစိုးယုံဘာဖြစ်တာလဲ MC ကဒီလိုမျိုးကိစ္စတွေဆိုငါကဆရာကြီးလေဆိုပြီးပြောလိုက်ပါတယ်ပြီးတော့ငါ့ကိုရှာလော့ဖက်ဘရယ်လို့ခေါ်ကြတယ်အရင်ဘဝတုန်းကထွက်ပြေးလို့မရမယ့်အခန်းတွေမှာစော့တော့ငါပေါ့ MC ကတခင်မလေးစိုးကိုတခင်မလေးတယောက်တည်းစီးကြဘူးလားညဘက်ရေကန်တို့မြစ်ချောင်းနားတို့မှာလေဘေးနားနေဟွာရင်ကသူ့ကိုတယောက်ယောက်ချောင်းနေတာများလားအဲ့ဒါကိုနင်တွေးနေတာမဟုတ်ဘူးလားခင်မလေးစိုးကကျမဘယ်တော့မှအပြင်မှာမစေးကြဘူးပါဘူးပြီးတော့သူတို့ကျမကိုမြင်ရင်တော့သူတို့မှကျမကိုနင့်နာစေမယ့်အကြောင်းတခုမှမရှိဘူးအဲ့ချိုဆောင်ကလူတွေကမိသားစုလိုပဲအကုန်လုံးအတူတူတောင်အောက်ကရွာလေးမှာနေကြတာမင်းနည်းနည်းလေးတော့အထင်မှားနေပြီနော်စစ်တီတော်ဝေဆိုပြီး MC ကိုပြောလိုက်ပါတယ် MC ရဲ့စိတ်ထဲမှာတော့မဖြစ်နိုင်တာ MC ကအစားကိုပြန်ရောက်သွားပြန်ပြီတောင်းပန်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်ဟွာရင်ကတိပြီဒါကအခုချိန်မှာအဖြစ်နိုင်ဆုံးရှင်းပြချက်မဟုတ်ဘူးလား MC ကလည်းအဖြစ်နိုင်ဆုံးရှင်းပြချက်ဟုတ်လားဟွာရင်ကအဲ့ဒါကနေ့ရတော့ဒီမှာပဲပြီးဆုံးသွားပါတယ် VPN နဲ့ကြည့်ပေးတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ် chapter ရဲ့အစမှာတော့ဟွာရင်ဟာတရေခံအဖြစ်နိုင်ဆုံးလူကအဲ့ဒါကတရေပဲဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါကြောင့်အုံးနဲ့ဆိုးကလည်းလန့်သွားပါတယ် MC ရဲ့စိတ်ထဲမှာတော့ငါသူဘာအမှန်ကန်နေပြောလို့မလဲဆိုပြီးတွေးနေတာပြီးကြတော့လေဘာလို့ရုပ်ရည်ကြီးတရေအကြောင်းတွေထပြောနေရလဲမဟုတ်သေးပါဘူးအခုတွေးကြည့်မှတော့လေငါရဲ့အိမ်မက်ထဲမှာတည်သွားခဲ့တဲ့အပြတ်အောင်အဆက်ပြတ်ကွင်းချင်များကြီးကိုတွေးမိသေးရဲ့လေဆိုတော့ပြောရရင်လည်းဒါကမဟုတ်တဲ့ဟာလည်းမဖြစ်နိုင်ဘူးအဲ့ဒီအချိန်မှာ MC ကတခင်မလေးနိုင်ကွန်းဒါနဲ့လေအခုတလောပုံမှန်မဟုတ်တဲ့ဟာတွေကြိုက်မိတာတို့လုံမိတာတို့ရှိသေးလားအဲ့ဒီအချိန်မှာနိုင်ကွန်းဆိုကလည်းအဲ့ဒါကလေအခုတလောဝတ်တချတီတလုံးကိုထိမိထားတယ်အော်ပြီးလို့ရှိရင်တစ်ကိုင်းတစ်ကိုင်းလည်းပါသေးတယ်အဲ့ဒီအချိန်မှာနိုင်ကွန်းဆိုကတခုခုတတိရသွားပြီအော်အဲ့လိုပြောမှကျမတယောက်တည်းညဘက်တိုင်းလေးကျင်တိုင်းကျမဘေးမှာတခုခုရှိရလို့ခံစားမိတယ်တယောက်ယောက်ကကျမကိုတစ်ချိန်လုံးစောင့်ကြည့်နေတယ်လို့မျိုးပဲအဲ့ဒီအချိန်မှာအုံးကအမအဲ့ဒါတကယ်လားနိုင်ကွန်းဆိုကလည်းဟုတ်တယ်ငါတကယ်ခံစားမိနေတာအစကတော့အမညီမလိုပဲထင်နေတာအဲ့ဒါနဲ့အမလေးတွားကြည့်ကြည့်တော့ဘယ်သူမှရှိမနေပြန်ဘူး MC ရဲ့စိတ်ထဲမှာတော့ဒီအခြေအနေကလုံးဝမတင်ကားစရာကောင်းတယ်အဲ့ဒီအချိန်မှာအစီကံတက်ကွာရောက်လာပြီတခင်မလေးအခုလေးတင်တော်တော်ဆိုးဝါးတဲ့ပြဿနာတက်သွားလို့နိုင်ငွေဆိုးဟာဘာဖြစ်တာလဲအဲ့လောက်ထိထိတ်လန့်နေကြပြေးလာခဲ့ရအောင်အစီကံမလေးကထိတ်လန့်နေကြနဲ့ရွာသားတယောက်ကထက်ပြောက်ပြန်ပြီအခုလေးတင်ဂိုင်းစစ်တီတွေလည်းထွက်သွားပြီးစရှာနေကြပါပြီအဲ့ဒီအချိန်နိုင်ကွန်ဆိုးတယောက်တည်းတီးတိုးရေရွတ်နေရင် MC ကတခင်မလေးနိုင်ကိုဆိုအစဉ်ပြေးရလားအဲ့ဒီအချိန်မှာနိုင်ကိုဆိုကဘာပဲဖြစ်အဲ့တရေကိုငါကိုယ်တိုင်ဖမ်းပြီးငါရဲ့ဖြူစင်ချင်းကိုအထင်မှားအောင်လုပ်ခဲ့တဲ့အတွက်ပေးဆက်ရအောင်လုပ်မယ်နိုင်ကွန်အုံးကလည်းမဟုတ်ဘူးအမအပြင်ကိုခိုးထွက်ပြီးမိတော့ရင်တကယ်ပြဿနာအကြီးအတက်မှာနော်နိုင်ကွန်အုံးကရပါတယ်အုံးရဲ့ဘာလို့လဲဆိုတော့ဒီတစ်ခေါက်တို့ကတယောက်တည်းမဟုတ်ဘူးလေနိုင်ကွန်အုံးကတယောက်တည်းမဟုတ်ဘူးဟုတ်လားအဲ့ဒါဘာကိုပြောချင်တာလဲအဲ့ဒီအချိန်မှာနိုင်ကွန်ဆိုကဟွာရဲလက်ကိုတွားကင်လိုက်ပြီးမင်းတို့နှစ်ယောက်ကျမကိုကူညီပေးချင်ကြလားဆိုပြီးမေးလိုက်ပါတယ်အဲ့ဒီလိုနဲ့မြင်ကွင်းဟာညဘက်ကိုရောက်သွားပြီး MC တို့ဟာညဘက်တောအုပ်ထဲကိုလမ်းလျှောက်ထွက်လာခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့ MC ဟာနန်ကွန်ဆိုးကိုကူညီဖို့အတွက်ဖြစ်ပါတယ်။အဲ့ဒီချိန်နန်ကွန်အုံးဟာအမကျမကဒီခေါင်းမိတော့ရင်ကျမကတော့တီးတန့်ခန်းထဲမှာပိတ်ခံရဖို့နီးနေပြီ။မဟုတ်ဘူးတကယ်ကိုပိတ်ခံရမှာအနည်းဆုံးနေ့ဝက်လောက်တော့ပိတ်ခံရမယ်ထင်တယ်။တကယ်လို့အဲ့လိုဖြစ်ခဲ့ရင်စစ်တီတော်ဆိုရုံကျမကိုလိုက်ကူညီပေးပါဦးနော်။ MC ကလည်းမပြောတတ်တော့ဟေး
ဟာဟာဟာဆိုကြီးနေပါတယ် MC တို့တော်တဲ့ကိုမလာခင်အချိန်ဝါဆိုရင်နမ်ကွန်ဆိုးဟာ MC တို့ပစ္စည်းလေးတစ်ခုထုတ်ပြလိုက်ပြီးဒါကအကျိုးထုံးလေးတွေနဲ့လှုပ်ထားတဲ့ Nori Gay ပါဒီအလေရပစ္စည်းလေးကရေခဲကြောက်စိမ်ထည့်လို့ရအောင်လှုပ်ထားတာရေခဲကြောက်စိမ်ကိုဘာလို့လို့လဲတော့မသိပေမဲ့ကိုနဲ့မကွာအောင်စောင့်ထားခြင်းနဲ့ဆိုရင်ဒါလေးကတော့အဆင်ပြေတယ် MC တို့ကတော့အဲ့ဒီပစ္စည်းလေးကိုကြည့်ပြီးဟိုးလှလိုက်တာဝါလှလိုက်တာဆိုပြီးဖြစ်နေပါတယ်နမ်ကွန်ဆိုးကဒါလေးကိုဒီလိုလေးနှစ်ချမ်းအောင်ခွဲလို့ရတယ်ဒါကိုရှင်တို့နှစ်ယောက်ကြားကအမတ်တင်ဂီတလေးအဖြစ်ယူထားလို့ရတယ်လေဘလို့လဲရှင်တို့ကျမကိုကူညီရင်ကျမဒါလေးပေးမယ်အဲ့ဒါနဲ့ MC တို့ကလည်းနမ်ကွန်ဆိုကိုကူညီဖို့အတွက်ဒီလိုဖြစ်လာခဲ့ရတာပါပဲအဲ့ဒီအချိန်မှာမြင်ခွင့်ကညဘက်ကိုပြန်လဲရောက်ရှိလာပြီး MC ကကျွန်တော်ပြောရင်းသလိုပါပဲကျွန်တော်က Nori Gay ကိုလိုချင်လို့လုပ်ခဲ့တာမဟုတ်ပါဘူးကျွန်တော်ကဒီတဲ့ရိုးရိုးတသားတခင်မလေးဆိုရဲ့ဂုံတိခါကိုကာကွယ်ခြင်းလို့လုပ်တာပါနမ်ကွန်ဆိုကလမ်းလျှောက်နေရင်လမ်းတစ်ခုအရောက်မှာတော့တစ်ချက်လောက်ရက်လိုက်ပြီးဒီမှာကျမဒီဘက်ကနေလူတယောက်ရှိနေအောင်ခံစားလိုက်ရတာတဲလွန်စားတွေကြံခဲ့လောက်တာမို့ဒီနေရာကိုတေချာလေးရှာကြည့်ရအောင်ဟော်ရင်ရလဲတကယ်တည်ရဲဆိုရင်ဘယ်လိုလုပ်မလဲဟင်နမ်ကွန်ဆိုကလည်းကျမဒီဓာတ်တွေကိုမကောင်းဆိုးဝါးနေတဲ့စွမ်းရည်တွေထည့်လိုက်ပြီးအဲ့ဒါကိုခုတ်ချပစ်လိုက်မယ်ပြီးရင်အမှန်တရားကိုဖော်ထုတ်ရမယ်အဲ့ဒီအချိန်မှာပဲမြူတွေကဘေးပပတ်လေရနေထွက်လာခဲ့ပြီး MC ကဟမ်မြူတွေကဘယ်ကနေထွက်လာခဲ့ရလဲခုဘာမှမတွေ့ရတော့ဘူးတကယ်ချင်းတို့ရေဒီဗီဒီယိုလေးကို VPN နဲ့ကြည့်ပြီးုံနဲ့ကျွန်တော်ကိုကူညီနိုင်ပါပြီခင်ဗျာအဲ့ဒီအချိန်မှာပဲ MC တို့ဟာမြူတွေကနေလူစုကွဲရကြပြီးဟာဘာတွေဖြစ်နေရလဲမမလေးဟွာရင်တခင်မလေးနမ်ကွန်ဆိုတခင်မလေးနမ်ကွန်ဦးဆိုပြီးခေါ်နေပါတယ်အဲ့ဒါနဲ့ MC ကလည်းလမ်းပြောက်တော့တဲ့အတွက်လူတွေကိုရှာနေပြီးအဲ့ဒီအချိန်မှာပင့်ကူအောင်တခုက MC ရဲ့ခြေထောက်နဲ့ညှိမိတော့ပါတယ် MC ကဟမ်ဒါကဘာလဲပင့်ကူအိမ်လားဘာလဲဟာဒီပင့်ကူမြင်နေရဒီလောက်ထူရတာလားဒါကြီးတွေကိုလှုပ်တဲ့အကောင်ကဘလောက်တောင်ကြီးလိုက်မလဲအဲ့ဒီအချိန် MC ရဲ့နောက်ကနေအော်ဒန်တစ်ခုကြားလိုက်တာကြောင့် MC ကလဲကြည့်လိုက်ပြီးဒီအတန်းမဟုတ်မှလွယ်ရောတခင်မလေးနမ်ကွန်ဦးလားသူမကဘာဖြစ်သွားလို့လဲအဲ့ဒီအချိန်မှာ MC ကကင်းချင်များလေးကိုထုတ်လိုက်ပြီး Grace မာယာမင်းတို့ရဲ့အမေကိုတွားရှာကြမင်းတို့တွေသူမကိုရှာပြီးကာကွယ်ပေးရမယ်နော်ကြားလားအဲ့ဒါနဲ့ကင်းချင်များလေးတွေကလည်းဟွာယုံရှာဖို့ထွက်သွားကြတယ် MC ကတော့အတန်ကြားရဘက်ကိုတွားလိုက်ပြီးတခင်မလေးနမ်ကွန်ဦးတခင်မလေးနမ်ကွန်ဦးကြားရင်ထူးပါဦးအဲ့ဒီလိုနဲ့ MC ကနမ်ကွန်ဦးကိုထပ်ပြီးရှာနေပြီးတောနဲ့ထဲကိုနှစ်တစ်ထက်သွားနေပါတယ်အဲ့ဒီအချိန် MC ရဲ့စိတ်ထဲမှာတော့ပင့်ကူတွေမှာအမျိုးအစားနှမျိုးရှိရယ်တနေရာထဲမှာအတီတရနေတဲ့အကောင်နဲ့ရှောက်တွားနေတဲ့အကောင်တွေဆိုပြီးနှမျိုးရှိတယ်တနေရာထဲမှာပဲနေတဲ့အကောင်တွေကြတော့အိမ်ဆောက်ပြီးတနေရာထဲမှာပဲနေပေမဲ့ရှောက်တွားနေကြတဲ့အကောင်တွေကြတော့လေတွားလိုက်တာလေလွင့်နွားလိုပဲအဲ့ဒီအချိန်မှာမြူတွေကနည်းနည်းရှင်းသွားပါတယ် MC ကဟုတ်ပြီမြူလည်းနည်းနည်းရှင်းသွားပြီဆိုတော့တခင်မလေးကိုတွားရှာရမယ်အဲ့ဒီအချိန်မှာ MC ကတခုခုကိုတွေးလိုက်တာကြောင့်ရက်လိုက်ပြီးဒါတွေကပါလေဟာပင့်ကူမင်းနေကြီးပဲလားအဲ့ဒီအချိန်မှာတခင်မလေးအုံးက City to Way ဆိုပြီး MC ကိုခေါ်လိုက်ပါတယ် MC ကလည်းအတန်ကြားရဘက်ကိုလက်ကြည့်လိုက်တဲ့အခါမှာတော့တခင်မလေးအုံးဟာတိပင်ပေါ်မှာပင့်ကူမင်းနေနဲ့ခြိကန်လိုက်ရတာကိုတွေးလိုက်ရပါတယ်တခင်မလေးနမ်ကွန်ဘလို့ဖြစ်ရတာလဲအဲ့ဒီအချိန် MC ကသူ့ရဲ့ဘေးနားကိုကြည့်လိုက်ပြီးဟမ်အဲ့ဒါကအဲ့ဒီအချိန်မှာတော့တခင်မလေးဆိုးဟာ MC ကိုကြည့်ပြီး villain တယောက်လိုရေမောနေပါတော့တယ် MC ကလည်းနမ်ကွန်ဆိုးဘက်ကိုကြည့်နေပြီးအဲ့ဒါကငါတကားမှမမြင်ဘူးတဲ့ပင့်ကူပြီးတော့လေထဲမှာအစားမြေပေါ်မှာပင့်ကူအိမ်နေစောက်ထားတာဒါကမျိုးစိတ်အစ်စ်ပဲအခုဒီပြဿနာတွေရဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုငါတော်တော်လေးသိနေပြီအခုငါအရှိမတခင်မလေးနမ်ကိုဆိုးအဖြစ်ရှိနေတဲ့ဟာကပင့်ကူတစ်ကောင်မှရှိတဲ့အသွင်တူးတွေလိုက်လုံနိုင်တဲ့အဆွဲပဲဖြစ်တယ်အဆွဲတွေဆိုတာကအတင်နာလက်တံတွေကိုခေါ်တဲ့အတုံးလုံးဖြစ်တယ်ထိတွေ့ခံစားဖို့မိတ်လိုက်ဖို့နဲ့အမဲလိုက်တဲ့အခါတွေမှာအသုံးပြုတဲ့အတူခန္ဓာကိုယ်အစိတ်အပိုင်းပဲဖြစ်တယ်အတင်နာလက်တံတွေလို့ခေါ်ပြီးမဲ့လေအဲ့ဓာတွေကလက်တံတွေမဟုတ်ဘူးဘာလို့လဲဆိုတော့အဲ့ဓာတွေကခေါင်းမှာဆက်နေလို့ဖြစ်တယ်ကင်မီကောက်တွေရဲ့လက်မတောင်တကယ်လက်တံတွေမဟုတ်ဘူးအဲ့ဓာတွေကအဆွဲတွေဒါပေမဲ့အဲ့ဓာကသူ့ရဲ့တားကောင်ဖြစ်တဲ့ယောက်ျားတွေကိုဆွဲဆောင်မှုအတွက်ဖြစ်လာတဲ့စင်ကဲဖြစ်စဉ်ပဲနေမှာသူအဲ့လိုလှုပ်เสียရလဲမလို့ပါဘူးအခုတော့ငါလဲတော်တော်ဆွဲဆောင်ခံနေရပြီ MC ကအဲ့ဒီပင့်ကိုမိတ်ဆာစီသွားပြီးလာလိုက်တာနော်ပြီးတော့ MC ကပင့်ကိုမိတ်ဆာမကိုပြေးဖက်လိုက်ပါတယ်ပင့်ကိုမိတ်ဆာမကတော့ MC ကိုတတ်မဲ့အကြည့်ရင်နဲ့ကြည့်နေပြီအဲ့ဒီအချိန်မှာ MC ကသူ့ရဲ့ကင်းချင်များကောင်ပေါက်လေးကိုခေါ်လိုက်ပြီးချိုးသူ့ကိုကိုက်လိုက်ဆိုပြီးအမိန့်ပေးလိုက်ပါတယ်အဲ့ဒါကြောင့်ကင်းချင်များပေါက်လေးကလည်းပိတ်ကုံမိတ်ဆာကိုကိုက်လိုက်ပြီးအဲ့ဒါကြောင့်ပိတ်ကုံမိတ်ဆာအစိမ့်မိသွားပါတယ် MC ရဲ့စိတ်ထဲမှာတော့သူ့ရဲ့အမှုရာတွေကအရန်ကိုအစ်စ်တွေနဲ့တူတယ်အဲ့ဒါကြောင့်လူတွေကသူ့ရဲ့ထောင်ချောက်ထဲမှာမိနေကြတာပိတ်ကုံမိတ်ဆာကလည်းကင်းချင်များကောင်လေးရဲ့အစိတ်ကြောင့်မိလေသွားပါတယ် MC ကလည်းပိတ်ကုံမိတ်ဆာနာသွားလိုက်ပြီးကြည့်ရအောင်သူအခုလုံးဝအကျော်တည်သွားပြီလားကင်းချင်များရဲ့အစိတ်ကအခြားပိုးမွားတွေကိုအကျော်တည်စေတဲ့အစိတ်ပဲအပြာရောင်အဆက်ပြောက်ကင်းချင်များရဲ့အစိတ်ကပြင်းပေမဲ့သူ့ရဲ့အရွယ်အစားနဲ့ဆိုရင်တော့အဆင်ပြေမှာပါစိတ်မကောင်းအရင်ကြီးမဖြစ်ပါနဲ့ငါကအမင်းရွာသားတွေစီမှာအသက်ခံရမှာဆိုလို့မင်းုံကဲနေရဘာပဲဖြစ်ဖြစ်လေငါတီးမခံနိုင်တော့ဘူးအဲ့ဒီလိုနဲ့ MC ကပင့်ကူကြီးရဲ့ကြောပုံကိုပုတ်တက်လိုက်ပါတယ်အနီရောင်ရင်းရဲ့အဆက်ပြောက်ကြီးလေးခုကကြောပုံမှာဂဒီဘာသားလိုမျိုးထူထူတဲတဲအီးဆက်နေတဲ့တောင်းမွေးနေတွေချစ်စရာကြက်တွေးအောင်ပင့်ကူလေးကြနေရပဲကွာအခုတော့သူ့ရုပ်လေးဘယ်လောက်လောက်လဲကြည့်ရအောင်မင်းဘယ်လိုမျက်နှာလေးတွေရှိမလဲ
အဆွဲကြီးတွေရှိတဲ့ပင့်ကူကြီးလားအဲ့ဟာနဲ့ MC ကနမ်ကိုဆိုးရောင်ဆောင်ထားတဲ့ပင့်ကူရဲ့စကက်အောက်ကိုလန်ကြည့်လိုက်ပြီးအဲ့အချိန်မှာဟွာရင်ရောက်လာကမဖြစ်ဘူးဆိုယုံဆိုပြီးတော့ MC ကိုကန်ချလိုက်ပါတယ်အဲ့ဒါကြောင့် MC ကအဝေးကိုလွတ်ထွက်သွားပြီးဟွာရင်အဲ့ဒါဟာမကောင်းဆိုးဝါးကြီးဆိုပြီးဆိုယုံပြောလိုက်ပါတယ်အခုနေ့ရဲ့အတွင်းကြီးကိုလဲပတ်အောင်အသက်မမှန်ရှူကြည့်အခုဖြည်းဖြည်းလေးအဲ့အချိန်မှာဟွာရင်ဟာငါသူ့ကိုကန်တာအားများသွားပြီထင်တယ် MC ပြန်သေးရလာတဲ့အခါမှာတော့ဟွာရင်ငါတောင်းမမှန်တော့ဆိုယုံငါထင်တာကနေအဲ့ဒီပင့်ကိုကြီးရဲ့ဆွဲဆောင်တာကိုခံနေရရဲ့ထင်လို့ MC ရဲ့စိတ်ထဲမှာတော့အေးပေါ့ငါကလည်းဆွဲဆောင်ခံနေရတာပါဒါပေမဲ့တခြားဟာနဲ့ MC စိတ်ဝင်စားနေတဲ့ဟာကတော့ပင့်ကူကြီးပဲဖြစ်တယ်အဲ့ဒီအချိန်မှာမှ MC ကကျွန်တော်ကဒီပင့်ကူကြီးကိုကြည့်နေတာပါကြည့်ပါဦးအမွေးပုတ်ပွားကြီးတွေနဲ့ချစ်ဖို့မကောင်းဘူးလားဟွာရင်တိပါတယ်အဲ့ဒါကြောင့်အဲ့ဒါကြီးကိုမကိုင်းနဲ့ပြီးတော့နေအဆင်ပြေရလားဆိုယုံ MC ရတယ်ဘာဖြစ်လို့လဲဗျဟွာရင်ဒီတောကြီးတစ်ခုလုံးဖုံးတော်တဲ့မြူတွေကအဲ့ဒီပင့်ကိုကြီးရောက်ထင်းတယ်အဲ့ဒီမြူတွေကိုရှူမိရင်ကိုယ့်ရဲ့နှလုံးခုန်တာကိုမြတ်စေတာအဲ့ဒီကနေကိုယ့်ရဲ့စိတ်တွေကိုထိမရဖြစ်စေတာငါလည်းအဲ့ဒါကိုနည်းနည်းရှူမိပြီးတော်တော်အံ့ဩတော့တာအဲ့ဒါကြောင့်ငါလည်းအဲ့ဒီမြူစီကနေဝေးထွက်ပြေးပြီးအားတွေပြန်ရအောင်လုပ်ပြီးမှပြန်လာခဲ့တာ MC ကကျွန်တော်ကတော့ဘာမှမဖြစ်ဘူးဗျဒါဆိုတေးရဲဝင်ဘူးခံရတယ်လို့ဖြစ်နေကြတဲ့ရွာသားတွေကဒီမြူတွေကြောင့်ဖြစ်နေကြတာပေါ့ပင့်ကူစီကနေပါရမုန်းတစ်ခုခုများထွက်နေရလားမမလေးဟွာရင်ဒီတက်တော်ကြီးရဲ့တကယ်ပုံစံအမှန်အပါလဲသူ့ရဲ့အရွယ်အစားနဲ့ဒီလိုမျိုးမြူတွေကိုတုံးနိုင်မှုနဲ့ထောက်လို့ရှိရင်ဒီမကောင်းဆိုးကဟွာရင်ငါလည်းမသိဘူးရေးတေးသေးလေးပဲမှတ်မိတာငါအစဆုံးပြန်မမိဘူးအစိတ်ရှိတဲ့တက်တော်တိုင်းကိုငါလိုက်မှတ်ထားတာမှမဟုတ်တာ MC ရဲ့စိတ်ထဲမှာတော့သူမကဘာလို့အဲ့လောက်တောင်ပြန်ရခက်နေရတာလဲအဲ့မှာဘေးနားကနေချောင်းဆူးတန်တစ်ခုထွက်လာခဲ့ပြီး MC ကအဲ့အတန်ပင့်ကူစီကနေလာမဟုတ်ဘူးလားအဲ့အချိန်မှာ MC တို့ကပြန်ရခက်နေပြီးအတန်လာရဘက်ကိုရှာဖွေနေကြပါတယ်ပြီးတော့မှ MC ကဟုတ်တာပဲငါလုံးဝမေ့သွားတာတကယ်မလေးဦးငါတို့သူ့ကိုမြန်မြန်လေးအောက်ချပေးရမယ်အောက်ချပေးပြီးတဲ့အခါမှာတော့တကယ်မလေးနန်ကွန်းထားပါဦးသူမအသက်ရှူရအောင်ကြည့်ရတာအကျော်ပဲထုံသွားတာထင်တယ်တော်ရရပေါ့အခုတကယ်မလေးနိုင်ဖို့ဆိုးပဲကြံတော့တယ်ဟွာရင်မြူတွေကုံသွားပြီဆိုတော့သူငါတို့ကိုလာရှာမှာပါ MC ကဒါဆိုဒါမတိုင်ခင်ပိတ်ကူမေနေနဲ့ဒီနေရာကိုချီရမယ်ကဲပြီးပြီဒါဆိုဂိုင်းကိုယူသွားပြီးဒါပါလဲဆိုတာကိုကြည့်ကြရအောင်တေးကြတယ်ဒါကပုံမှန်မဟုတ်တဲ့အစိတ်ရှိရဲ့တက်တော်ပဲနေမှာအဲ့အချိန်မှာဟွာအုံးကဒီတော့အဲ့ဒါကလေအဲ့ဒီအချိန်မှာနမ်ကွန်ဆိုးကရောက်လာပြီသူ့ညီမလေးအုံခေါ်နေပါတယ်နမ်ကွန်ဆိုးဟာနမ်ကွန်အုံမိတ်လေးနေအောင်မြင်ပြီးတော့ငါရဲ့ဂုံတိတ်ခါကိုညှိုးနှွမ်းစေပြီးတော့အခုအုံမှာထိပြန်ပြီလား MC ကလည်းတခင်မလေးနမ်ကွန်ဆိုးခဏလောက်နေပါဦးမဖြစ်ဘူးနမ်ကွန်ဆိုးကစစ်တီတော်ဝေးဘေးဖယ်နေပါ MC ကကျွန်တော်ပြောနေရလေမဖြစ်ဘူးလို့အဲ့ကောင်ကြီးကိုကျွန်တော်ဖမ်းမိခဲ့တာဆိုတော့အဲ့ဒါကကျွန်တော်ဟာနမ်ကိုဆိုတော့ရှင်ဘာပြောလိုက်တာလဲ MC ရဲ့စိတ်ထဲမှာတော့ဒါပေမဲ့လည်းဒီလိုတက်တော်ဝါလေးတကောင်တက်တာလွန်နေပထမသူကအဲ့ဒီအိမ်မြောင်လေးတွေကိုအဲ့ဒီအစိတ်ကြွေးပြီးတက်တယ်အခုဒီပင့်ကိုလေးတွေကိုလည်းတက်အောင်မဲ့တဲ့အဲ့အချိန်မှာဟွာအုံးကနေပေါင်းတခင်မလေးနမ်ကိုဆိုတခင်မလေးအုံးကအသက်ရှင်ပါသေးရဲ့သူကအကျော်ပဲတည်သွားတာပါနမ်ကိုဆိုကအုံးကအသက်ရှင်နေရလားဟွာအုံးဟုတ်ပါတယ်ဒါကြောင့်အရင်စိတ်အေးထားတာပါဦးတခင်မလေးဆိုဘယ်လိုခံစားရမလဲဆိုတာကျမနားလဲပါတယ်ဒါပေမဲ့ဒီကောင်ကိုတက်လိုက်ရင်လိုက်တူရတဲ့ပုံကပြောင်းတော့မှအဲ့ဒါဆိုတခင်မလေးဦးရဲ့ဂုံတိတ်ခါကိုရှင်းလို့ရမှာမဟုတ်တော့ဘူးစဉ်းစားလိုက်ပါဦးအဲ့ဒါကိုယူပြီးမိသားစုတွေရဲ့လူတွေကိုတွားပြရင်တခင်မလေးရဲ့မကျေနပ်တဲ့ချက်တွေကရှင်းတော့မယ်မဟုတ်ဘူးလားဒါအပြင်အဲ့ဒီကောင်ဖမ်းထားတဲ့ဆိုယုံကတခင်မလေးနဲ့ဦးအသက်ကိုပါကယ်လို့ရမယ်ဆေးရီကိုပါရှာတွေ့ထားပြီးပြီတခင်မလေးဦးရဲ့မကျေနပ်ချက်တွေကိုကုရှင်းမေးတာဆိုယုံမှာတခင်မလေးအဲ့ဒီဓာတ်ကိုဒီလိုအကြောင်းမဲဝေရမ်းနေမှာမဟုတ်ဘူးမလားအဲ့ဟာနဲ့နမ်ကိုဆိုးကလည်းစိတ်ညင်သွားပြီးဓာတ်ကိုချလိုက်ပြီးကျမတောင်းမှမှာစိတ်တွေဝေရှင့်ရဲ့ကျင်နာမှုတွေကိုထဲမသွေးပဲဒီလိုအမားမျိုး MC ကလည်းထုံးစံအတိုင်းရပါတယ်ဗျာ MC ရဲ့စိတ်ထဲမှာတော့ဒီလိုကြိုးချောင်းစီလျော်တွေးနိုင်ရသလားတော်လိုက်တာမမလေးဟွာရင်ရဲဆိုပြီးလက်မထောင်ပြလိုက်ပါတယ်နမ်ကိုဆိုကဒါဆိုဒီတက်တော်ဝါကြီးကိုစီတီတော်ဝေဘယ်လိုလုပ်မယ်လို့စဉ်းစားထားလဲ MC ကအခုလောလောဆယ်တော့အရှင်ထားပြီးထန်ကိုင်းကိုခေါ်တော့မလို့စီစဉ်နေပါတယ်ချစ်စရာလေးဟာကိုနမ်ကိုဆိုကလည်းအထင်လွဲသွားပြီးချစ်စရာလေးဟုတ်လားအဲ့ဒီစကားကဒါပေမဲ့ရှင့်မှာဟွာရင်ရှိသေးတယ်မဟုတ်လားစီတီတော်ဝေဟွာရင်ကတခင်မလေးဆိုသူပြောတဲ့အတိတ်ပဲကအဲ့လိုမဟုတ်ပါဘူးသူပြောတာကပင့်ကူကချစ်ဖို့ကောင်းတယ်လို့ပြောနေတာအနီရောင်အမွေးတွေကလည်းပြောဣနေတာပြီးတော့သူ့မှာကသူချတဲ့စွမ်းရည်လေးတွေကလည်းရှိသေးတာအဲ့ဒါကြောင့်ချစ်ဖို့ကောင်းတယ်လို့ပြောတာအဲ့ဒီအချိန်မှာမှနိုင်မကိုဆိုးကလည်းသူအထင်လွဲနေကြောင်းသိပြီးအော် MC ကဟွာရင်တို့ဘာအကြောင်းတွေပြောနေကြရလဲဟွာရင်တို့ကလည်းဘာမှမဟုတ်ပါဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့မြင်ကွင်းအားမနဲ့ခင်ပိုင်းကိုရောက်တော့ပါတော့တယ်တခင်မလေးနိုင်မကုန်းအိုးနဲ့ပင့်ကူကိုနိုင်မကုန်းအိမ်တော်လုံလုံချုံချုံနဲ့ပြန်ပို့နိုင်ခဲ့ပါတယ်နိုင်မကုန်းကောင်းဆောင်ကဒီအကောင်ငါတမီရဲ့ရုပ်ကိုခိုးပြီးသူ့တိတ်ခါကိုချတယ်ပင့်ကူတီဝါမှာကြောင့် MC ကစိတ်လျှော့ပေါင်းခေါင်းဆောင်ကြီးနိုင်ကွန်းအခုတခင်မလေးကိုအထင်လွဲနေရဟာတွေကိုကောလာဟာလာတွေရောရှင်းနိုင်တော့မယ်ခေါင်းဆောင်နိုင်ကွန်းကလည်းစိတ်လျှော့လိုက်ပြီး MC ရဲ့စိတ်ထဲမှာတော့
အဖေနဲ့သမီးကတော့တတိယပဲကောင်းပါတယ်နေရာမှာတော့နမ်ကွန်းကောင်းဆောင်ကတကယ်ကျေးဇူးတင်ပါတယ်ချစ်တီတော်ဝေမင်းကငါသမီးနှစ်ယောက်လုံးရဲ့အသက်နဲ့တိတ်ခါကိုကယ်လိုက်တာပါဒီကျေးဇူးကိုနမ်ကွန်းကိုင်းကဘယ်တော့မှမမေ့ပါဘူးဒါကြောင့်မင်းတောက်ဆိုတဲ့အရာတွေကိုဖြည့်ဆည်းပေးပါမယ် MC ကဒါဆိုရင်ကျွန်တော်ပြောထားသလိုပဲကျွန်တော်ဒီပင့်ကိုယူသွားလိုက်ပါမယ်နမ်ကွန်းကောင်းဆောင်ကဟုတ်ပြီလေရပါတယ်ဒါပေမဲ့ကျွန်တော်စိတ်ခုနေတာတခုရှိတယ်သူ့ရဲ့ပုံကိုကြည့်ပါဦးအခုထိငါသမီးစိုးပုံနဲ့ပဲရှိနေတော့မယ်အဲ့ဒီအကောင်ကငါရဲ့သမီးပုံကိုခိုးနိုင်ရင်သူကတခြားပုံလည်းပြောင်းနိုင်လောက်တယ်နောက်ဆုံးကွာအဲ့ဒီအကောင်ကြီးကပုံလေးပါလေးမပြောင်းနိုင်ဘူးလားငါသမီးအကြောင်းကိုထပ်ပြီးတန်တရားတွေမဖြစ်စေချင်တော့ဘူး MC ရဲ့စိတ်ထဲမှာတော့ငါကတော့ပိုင်ဆိုင်မှုကိုပြလိုက်ပြီဒါပေမဲ့ရုပ်ပုံအတွက်ကခွင့်ပြုချက်မရသေးဘူးငါဘာလုပ်ရမလဲအဲ့ဒီအချိန်မှာ MC ကတကူးကူတတိထားမိလိုက်ပြီဘာတွေဖြစ်နေကြရလဲရုတ်တရက်ကြီးအဲ့ဘက်မှာဘာလို့ဆူညံနေကြရလဲ MC ကအဲ့ဒီဆူညံနေတဲ့ဘက်ကိုပြေးသွားလိုက်ပြီဘာတွေဖြစ်နေကြရလဲတက်မှုကူပဲကကြည့်ရတာလူတွေတော်တော်လေးစိတ်ဆိုးနေကြတယ်ထင်တယ်အခြားလူတွေရတယ်ကောက်ကြည့်တဲ့အကောင်အဲ့ဒီကောင်ကတခင်မတွေရဲ့ပုံကိုလိုက်ပြီးအတုခိုးနေတာဘာလို့နေကြရလဲဘာလို့အဲ့ဒီကောင်ကြီးကိုမတက်သေးကြတာလဲအဲ့ဒီအချိန်မှာကူပဲကမင်းစကားကိုကြည့်ပြောအဲ့ဒီကောင်ကိုငါတို့ခိုင်းရဖမ်းမိတာလားငါတို့ခိုင်းရပိုင်ဆိုင်မှုကိုမင်းတို့ကအများတက်ချင်နေတာလားအဲ့ဒီလူတွေရတယ်ဂူပဲရဲ့ကြမ်းတမ်းတဲ့ပုံစံကိုကြည့်လိုက်ပြီးတောင်းတမ်းမှပါတယ် MC ကအထင်လွဲရတယ်အကုန်ရှင်းပြီးပြီကြည့်ရတာအားလုံးလည်းကြည့်ပြီးကြပြီထင်တယ်ဘဒုမှမဝင်ခိုင်းနေတော့ဂူပဲကဟုတ်ကဲ့နားလဲပါပြီတကားမကြီးကိုပိတ်လိုက်တော့ကောင်းပြီလေအားလုံးပြန်ကြတော့မြင်အဲ့ဒီအချိန်မှာအဖိုးကြီးတယောက်ကကျေးဇူးပြု၍ခဏလေးနေပါဦးဟုတ်ကျွန်တော်တစ်ချက်လောက်ကြည့်လို့ရမလားတကားဆောင်နေရအဖိုးကျွန်တော်တို့တောင်းပန်ပါတယ်အထက်ကအမိတ်ဆိုတော့ကျွန်တော်တို့လည်းမတတ်နိုင်ဘူးအဖိုးကြီးကခဏလေးပါပဲတကားဆောင်ရလဲကျွန်တော်ပြောတယ်လीမရပါဘူးအဲ့မြင်ကွင်းကို MC ကမြင်လိုက်ပြီ MC ကပြလိုက်ပါမနာမကြမ်းကြီးနဲ့ဒီတီတောင်ရောက်လာတာကိုအဲ့ဒီအဖိုးကြီးကပင့်ကူကိုကြည့်လိုက်ပြီဒါကမန်နေရပဲပင့်ကူကလည်းအဖိုးကြီးကိုကြည့်ပြီးခီကြီးဆိုပြီးခေါ်လိုက်ပါတယ်အဖိုးကြီးကဟုတ်ဒါဆို तू ဘယ်လိုဖြစ်တော့မှလဲသူများတွေပြောလို့သူ့ကိုတတ်လိုက်ကြမှာလား MC ကမတတ်ပါဘူးဒီအဖိုးတန်လေးကိုစီကျွမ်းကိုယူသွားပြီးထန်ကိုင်းမှာတခြားမွေးတမ်းမှာပါသူစားတဲ့အစားအစာကထူးဆန်းမိမယ်သူကဒီတိုင်းလက်ခံကောင်လေးတစ်ကောင်ပဲဟာကိုပြီးတော့ဒါကအကောင်းကင်ကနေပြီးတော့တတ်မှတ်ထားတဲ့အရာပဲအကောင်လေးရဲ့အမှားမဟုတ်ပါဘူးအဖိုးကြီးကလူတွေဒီလိုမျိုးပြောတာကျွန်တော်မကြားဘူးလူတွေကဆိုရင်တော့အဖိုးယုံလို့ရမယ်ထင်တယ် MC ကလည်းဗျာအဲ့ဒီအချိန်မှာအဖိုးကြီးကပင့်ခုနာသွားလိုက်ပြီးကျိုးတွေကိုဖြီးပြီးနေပါတယ် MC ကနေပါအောင်အခုဘာလုပ်နေရလဲအဖိုးမလုပ်နဲ့အဲ့ဒါကအရန်အတည်းများတယ်အဖိုးကြီးကကျိုးကိုဖြီးပြီးလိုက်တာနဲ့ပင့်ကိုလေးကိုပွတ်တက်ပေးလိုက်ပြီး MC ကထင်သားပဲအစကတည်းကသူ့စီကနေရင်းနှီးရဲ့ order တခုထွက်နေတယ်ဆိုတာကိုခံစားနေရတာတန်တရားဝင်စရာတော့မလိုဘူးသူကစိတ်အားထက်တန်နေတာအဲ့ဒီအချိန်မှာအဖိုးကြီးကဒီကောင်လေးရဲ့နာမည်ကယိုဟွာတနေ့တော့ငါမိသားစုတစုလုံးကိုကက်ယောဂကြီးတစ်ခုမှဆုံးရှုံးလိုက်ရတဲ့အချိန်ငါအရန်ဝမ်းနေနေတဲ့အချိန်မှာငါဒီအကောင်လေးကိုတွေ့ခဲ့တယ်အဲ့ဒီအချိန်တုန်းကသူကလက်တီးစုပ်အရွယ်လောက်ပဲရှိသေးတာငါသူနဲ့အတူတူနေခဲ့တယ်အဲ့ဒါကလွန်ခဲ့တဲ့နှစ်20လောက်တုန်းကလေငါတန်မာဖြက်လက်တုန်းကငါဒီကောင်လေးကိုငါကိုယ်တည်းကငါရဲ့ရန်ချီတွေကိုကျွေးပြီးမွေးမြူခဲ့တယ်ဒါပေမဲ့ငါလည်းအားနေတာတော့ငါရဲ့ရန်ချီတွေကိုမထုတ်ပေးနိုင်တော့ဘူးအဲ့ဒါကြောင့်ဒီလိုတွေဖြစ်လာတာသူကတခင်မလေးနိုင်မကိုဆိုးအပေါ်ထိခိုက်နေတာစေခဲ့တယ်အကုန်လုံးကကျုပ်ရဲ့အဖြစ်တွေပါအခုကျွန်တော်ဘယ်လိုလုပ်ရမလဲပူပင်တော့ကားတွေနဲ့ပဲတွားကြည့်လာကြည့်ဖြစ်နေတာဒါပေမဲ့အခုတော့လူကြီးလူကောင်းလေးတယောက်ကသူ့ကိုမွေးမယ်ဆိုတော့ကျွန်တော်စိတ်ချနိုင်ပါပြီကျေးဇူးပြုပြီးယိုဟာကိုတေချာလေးစောင့်ရှောက်ပေးဖို့တောင်းဆိုပေးရစေ MC ကလည်းစိတ်မပူနဲ့ကျွန်တော်သူ့ကိုကောင်းကောင်းမွေးမှာပါအဖိုးကြီးကပင့်ကိုယိုဟာဖေးကြီးကအခုအသက်ကြီးနေပြီမင်းကိုမစောင့်ရှောက်နိုင်တော့ဘူးဒီလူနောက်ကိုလိုက်သွားပြီးအသက်ရှိရှိနေနော်ပင့်ကိုကြီးကလည်းအဖိုးကြီးကိုပွေးဖက်ကငိုနေပြီး MC ရဲ့စိတ်ထဲမှာတော့တက်တဝါတကောင်ကလူစကားနားလေပြီးဒီလိုတုတ်ပြန်နိုင်ဖို့ဆိုတာသူတို့တွေအတူတူအချိန်ဘယ်လောက်ကုန်ဆုံးခဲ့တာလဲကြည့်ရတာသူ့သမီးလေးတယောက်လိုမျိုးမွေးထားပြီးယူရထားတာတင်တယ်အဲ့ချိန်မှာ MC ကအဖိုးကျွန်တော်တို့နောက်စီချွန်ကိုလိုက်မလားခွဲနေမဲ့အစားလိုက်တော့တာကပိုမကောင်းဘူးလားအဖိုးကြီးကရပါတယ်ကွယ်ကျေးဇူးအများကြီးတင်ပါတယ်အဖိုးကအသက်ကြီးလာပြီးဒီကြီးကြီးကိုခံနိုင်ရင်ရှိတော့မှာမဟုတ်ဘူးပြီးတော့အဖိုးမိသားစုရဲ့အုပ်ကူတွေကဒီမှာပဲလေအဖိုးဒီနေရာကနေဘယ်ထွက်တော့ရက်ပါမလဲ MC ကဒါဆိုအဖိုးယူဟာကိုမေးတော့ကအတွေ့အကြုံလေးတွေကိုပြောပြပေးလို့ရမလားဒီလိုတက်တဝါမျိုးနဲ့ကျွန်တော်အခုမှကြုံဘူးတာအဖိုးကြီးကလည်းမင်းတမကိုအဖိုးတက်လောက်ဖြည့်ပေးပါမယ်ကွယ် MC ကဒါဆိုရင်စိတ်ဝင်စားစရာအကောင်းဆုံးအရာကတေချာပေါက်ရန်ချီပဲအဲ့ဒါကသူ့ကိုဘယ်လိုကြွေးရတာလဲအဖိုးကြီးကလည်းအဖိုးပြမယ်လက်ချောင်းလေးကိုဒီလိုထိုးကြွေးလိုက်ရုံပဲကြည့်ရတာအဲ့နေရင်းနဲ့တောင်ရန်ချီကသူ့စီကိုရောက်သွားတာပြီးတော့ရန်ချီကသူ့စီရောက်သွားလို့ရှိရင်တက်တဝါကသူ့ကိုရန်ချီပေးလိုက်တဲ့သူရဲ့မျက်လုံးထဲမှာအလားဆုံးအရာဖြစ်ပြောင်းလဲသွားလိမ့်မယ်ဒါကဆုံးသွားတဲ့အဖိုးမိန်းမငယ်ငယ်တုန်းကပုံအဖိုးမတေခင်ကဒီပုံလေးကိုတစ်ခေါက်လောက်တွေ့ချင်နေခဲ့တာတော်သေးတာပေါ့လူလေးစမ်းကြည့်မလား MC ကလည်းဒါဆိုလဲကြည့်ရအောင်ဒီလိုနဲ့ MC ရဲ့လက်ညိုးကိုထိုးကျွေးလိုက်ပြီးဘာပုံပြောင်းလဲပုံမှန်တိုင်းဆိုမမလေးဟွယ်ရင်ပုံပဲပြောင်းနေမှာပဲဆိုပြီးစိတ်လှုပ်ရှားနေပါတယ်ပုံပြောင်းသွားတဲ့ပုံကို MC ကမြင်လိုက်ရပြီးကြောင်တော်တော်လေးဖြစ်သွားပါတယ်တခြားလူတွေကလည်းစစ်တူတော်ဝေဒါကအမင်းရဲ့အကြိုက်လားဆိုပြီးမင်းနေကြပါတယ်ဒီ chapter လေးကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်ခင်ဗျဒီ chapter လေးကိုဒီအပိုင်း39အထိပဲတင်ထားပေးတာမလို့ဆက်တင်ပေးတဲ့အထိစောင့်ရအောင်ပါဒါကြောင့်နောက်နေ့မှာတခြားမှန်ဝါအတစ်လေးတွေကိုတင်ပြသွားမှာဖြစ်ပါတယ်ကဲ VPN နဲ့ကြည့်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျ